ဝေဒနာနုပတနာဝေဒနာဆိုတာဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာစိတ်အားလုံးမှာမိပြီးတော့ဖြစ်တတ်တဲ့သဘာဝတရားသို့သောဝေဒနာကိုယောဂနဲ့တွဲပြီးတော့သုံးနေကြသဖြင့်ဝေဒနာလို့ဆိုလို့ရှိရင်ယောဂလို့အောက်မေ့တတ်ကြတယ်အဲ့ဒါမဟုတ်ဘူးဆိုတာကိုသတိထားဖို့ပါမှန်ပါဗျာစိတ်ရှိလို့ရှိရင်ဝေဒနာရှိတယ်ဝေဒနာဆိုတာယောဂကိုပြောတာမဟုတ်ဘူးစိတ်ကလေးဟာအာယုန်နဲ့တွေ့လို့ရှိရင်အတွေ့အကြုံကလေးတစ်ခုရသွားတာအာယုန်ဤအရသာကိုခံစားတယ်လို့ဝေဒနာဆိုသည်မှာအာယုန်ဤအရသာကိုခံစားတယ်ဒီလိုအဓိပ္ပာယ်ရှိတယ်အာယုန်ဤအရသာကိုခံစားခြင်းယောဂဝေဒနာမဟုတ်ဘူးလို့မှတ်ထားနော်မှန်ပါဗျာအာယုန်ဤအရသာကိုခံစားတယ်လို့ဆိုတဲ့နေရာမှာအကောင်းရောအဆိုးရောအကောင်းအဆိုးမဟုတ်တာရောစိတ်ရဲ့ခံစားချက်ကလေးတွေစိတ်ရဲ့ခံစားချက်ကလေးတွေစိတ်ရှိလို့ရှိရင်စိတ်မှာဝေဒနာဆိုတဲ့သဘာဝလေးရှိတယ်ထင်ရှားအောင်ပြောရမယ်ဆိုလို့ရှိရင်စိတ်ဟာအာယုန်နဲ့တွေ့လို့ရှိရင်အဲ့ဒီအာယုန်ရဲ့သဘာဝလေးကိုသိရှိပြီးတော့မသွားဘူးလားသွားပါဗျာအာယုန်ရဲ့သဘာဝလေးကိုစိတ်ကသိသွားတာမှန်ပါဗျာအဲ့ဒါကိုပဲအာယုန်ရဲ့ရတာကိုခံစားတယ်လို့ကောင်းတဲ့အနေနဲ့သိတယ်လို့ဆိုးတဲ့အနေနဲ့လည်းသိတယ်စိတ်ထဲမှာဆိုပါစို့ကိုယ်စိတ်ထဲကနှစ်သက်စရာအာယုန်လေးကိုမြင်လို့စိတ်ထဲမှာပျော်ရွှင်တဲ့အနေထားလေးဖြစ်လာလို့ရှိရင်ဒါသောမနတဝေဒနာဝမ်းသာမှုအတွေ့အကြုံလေးတစ်ခုပဲနောက်အာယုန်တစ်ခုတွေ့တိုင်းအလားတူအာယုန်တစ်ခုတည်းတွေ့တိုင်းစိတ်ထဲမှာကျဉ်းနှံ့မှုလေးကျဉ်းနှံ့မှုကလေးတွေပေါ်လာတာအင်္ဂလိပ်လိုတော့ဝေဒနာကို feeling လို့ပြန်တယ်တချို့ကလည်း sensation လို့ပြန်တယ်တကယ်ပြန်တဲ့နာကတော့ experience လို့ပြန်တဲ့တယ်ပေါ့ experience စိတ်လေးဟာအတွေ့အကြုံရသွားအာယုန်နဲ့အတွေ့အကြုံရအတွေ့အကြုံဆိုတာအကောင်းလည်းရှိဆိုးလည်းရှိအဲ့ဒီအတွေ့အကြုံလေးကိုမှတ်သားပေးတာကတော့တင်ညာကမှတ်သားပေးတာတင်ညာကမှတ်သားထားသည့်အတိုင်းဝေဒနာကဖြစ်လာလို့ရှိရင်ပျော်ရွှင်စရာအတွေ့အကြုံလေးဆိုရင်နောက်ဓာမျိုးတွေ့တိုင်းပျော်ရွှင်တဲ့စိတ်ကလေးခံစားမှုလေးတွေပေါ်လာတယ်စိတ်ညစ်စရာကြောက်စရာလန့်စရာအာယုံမျိုးဆိုလို့ရှိရင်လည်းပဲတခါကြုံပြီးရင်နောက်ဓာမျိုးဆိုရင်ကြောက်စရာလန့်စရာစိတ်ညစ်စရာဆိုတဲ့ခံစားမှုလေးတွေပေါ်လာတယ်တမန်အားဖြင့်ယမယံခါအာယုံကထူးခြားမှုမရှိသည့်အတွက်စိတ်ကလေးဟာပျော်ရွှင်ဝမ်းသာမှုလည်းမဟုတ်ဘူးစိတ်ညစ်ဝမ်းနည်းမှုလည်းမဟုတ်ဘဲနဲ့ပျော်ရွှင်ဝမ်းသာမှုလည်းမထင်ရှားဘူးစိတ်ညစ်ဝမ်းနည်းမှုလည်းမထင်ရှားတဲ့ခံစားမှုလေးတွေလည်းဖြစ်တတ်တယ်အဲ့ဒီခံစားမှုလေးကတော့သိဖို့ခက်ခဲတဲ့ခံစားမှုလေးပေါ့အာယုံမှာအတွေ့အကြုံလေးတွေရသွားတာပျော်ရွှင်မှုဆိုတဲ့အတွေ့အကြုံလေးကလည်းအတွေ့အကြုံတစ်ခုပဲဝမ်းနည်းမှုမကျေနပ်မှုဆိုတဲ့အတွေ့အကြုံလေးကလည်းအတွေ့အကြုံတစ်ခုပဲပျော်ရွှင်စရာလည်းမဟုတ်ဘူးဝမ်းနည်းစရာလည်းမဟုတ်ဘူးပျော်ရွှင်မှုဝမ်းနည်းမှုတို့ရဲ့စัจ जा မထင်မရှားဖြစ်နေတဲ့တွေ့ကြုံမှုလေးကလည်းရှိတယ်လို့အဲ့ဒါကိုစာလို့ပြောလို့ရှိရင်ပျော်ရွှင်စရာစိတ်မှာကျေနပ်စရာကောင်းတဲ့တွေ့ကြုံခံစားမှုလေးကိုတော့ဒုက္ခဝေဒနာလို့ခေါ်တယ်ဒုက္ခစိတ်ထဲမှာကျေနပ်စရာအဲ့ဒါရဲ့ဆန့်ကျင်ဘက်ပျော်ရွှင်စရာမဟုတ်ဘူးကျေနပ်စရာမဟုတ်ဘူးစိတ်ထဲမှာခံပြင်းတဲ့အနေအထားမျိုးလေးမကျေနပ်တဲ့အနေအထားမျိုးလေးနဲ့ခံစားရတာမျိုးကြတော့ဒုက္ခဝေဒနာဆန့်ကျင်မှုလေးပေါ့ချမ်းသာမှုလည်းမဟုတ်ဘူးဆင်းရဲလည်းမဟုတ်ဘူး
Saja Matinshare Kanzamuli Aduka Maduka Vedana, the Taniapin Upika Vedana local. Aduka Maduka Sora, Tuka Lemahovu, Tuka Lemahovu. Yoshwin Chamezia Lemahovu, Singing you be Majinasia Lemahovu. Mama Matinshare Kanzam. Edo Vedana Nubadana. Vedanago, a Pamban Tata Shumatome solution, say a Kanzaja Kalidigo Shumata Pura. Ionet Drilla Lucian, say a Kanzaja Lydia, Ludima Tinsha Lada. Say Lucian, Kanzamu Lydia, Tinisha Shaji Pit, the Jamu Ludi Biore, a Wanda Light Aqua, a one is a gong light aqua, or Pioja. One that later look your le, we and I will be your way. One is a gong later look your le, we and I will be your. One does the alamagong, one is the alamagong, so that they be doing of your jump. Barbara so Timamatin Shara. Though Matawoya says she and we and I see so I live with Matavo. Gamatanya Darima, the Karaka, Tones Gali, the Kushi. We did not go on Mat, we did not go. We did not Joamas. Eda Jizubi Biora, Doka, we did not the Kure Bionida, no? We did not so that Joe on Malu Yavan. Yeah, we know, we did not so Tomushi. Safety Kondama, we did not go Mabe. Say she neither ya, we did not see Mabe. But we did not so say a Kansajali, Biora. Say she the mea, we did not see that. Now, so ma, blood thing we did say, messically, the dinga the canali and said the messically male, we did not see that. Posay male, we did not see that. Nevango, I am beauty, say the male, we did not see that. Error, three a joke, Nevango, three joke. Nevango, Chana Duka, Chinasian in a three joke, Duka, we did not see that. Oh, Erelu, say a great chong lady look the Lupiolution. That we didn't I the Waha, let it up in Povio, did that. English look, feeling Lupian the Hajar, the Cardian Jaro. Can I go my Chipora in it, Babido? Your true moody ship. Dajamolo. Bibi Sonsom Jano, mental feeling solution on the net over. Say a Kanzambu lady. A consumer mental experience. Sabiri Mavelo down solution. I also have written answers and low day ago. We to eat that lekana. I only woman. Kanzare Sura. Going, Macom Sura, a great young lady, Jordan. Eri a great young Sura, Kuran Chita Kamati. Koran Pete Kamati. Pitla de Kama, Seklima, a rich young lady, she looked matter. One you mean Saturdays or another mammy Maneula. In you these Saturdays or I would think Yaga Matadi Dwajam. You dimia light and Eric feeling lip polar. Saturdays were feeling lip polar. Hogala. Eric the body polar. Umame Josea, I own the coup to come in Talu, Josea looked to it hard. Sega, Tinyale Malade. We did not let Dwajoshi. Not a car damn you, me and Eka, Josea Sureha. Say a feeling, Paula Yanabe. Error say a feeling, say a experience, we did not look to Pioria. A Sirade Sura. Function the Kupi di Dwaja. Functions are Soyadek Kesa. Kesa Jim Matu di Dwaja. Saya go and get a lady Shidamo, the Kulu you sa. The Kulu ye dware. The get up your solution. Sit a day, say ye, look sha moody, look, the Lubiomas of Pioria. Say ye, low sound chetty, look to Lubio. I would have got a ganjero say, Pep your light, I will say the day, look, Quabi Biomanido. Eros say, Galita Kuma. Sayamu Gesaria, Dinda a lighty.
စိတ်ရဲ့ဆောင်ရွက်မှုတွေသို့မဟုတ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတွေဟာ52မျိုးဆိုပြီးတော့စေတသိက်52မျိုးအဲ့ဒီစေတသိက်52မျိုးထဲမှာဒီဝေဒနာဆိုတာလေးကိုတိတိတန်တန်ထုတ်ပြီးတော့ကမ္မထမ်းရှုဖို့ဆိုပြီးမြတ်စွာဘုရားကဝိပဿနာရဲ့အာယုံအနေနဲ့ဒီမှာဟောတာတရားမင်းကြီးကိုတက္ကပညာတုတ်မှာဟောထားတာလေဝေဒနာကမ္မထမ်းဆိုပြီးတော့ဟောတယ်ဒီဝေဒနာပဲအဲ့ဒီဝေဒနာနဲ့ပတ်သက်လာလို့ရှိရင်နောက်ထပ်မှတ်သားလေ့လာစရာတွေများများစွာရှိတယ်မဟာသတိပဋ္ဌာန်တုတ်လေ့လာတဲ့အပြင်ဝေဒနာကမ္မထမ်းနဲ့ပတ်သက်ပြီးတော့မှတ်သားစရာဆိုရင်ဝေဒနာတန်ရုပ်တို့ရှိတယ်ဝေဒနာနဲ့ပတ်သက်ပြီးဟောထားတဲ့ဟာတွေမြတ်စွာဘုရားရဲ့တရားတော်တွေဟာတခါတရံကြတော့စုံစုံလင်းလင်းတထိုင်နဲ့ပြောဖို့ဆိုတာတခဲပုဂ္ဂိုလ်လိုက်တခါတရံမြတ်စွာဘုရားလိုအပ်တယ်လို့လေးဟောသွားတယ်ဒီပုဂ္ဂိုလ်ဒါနဲ့တန်နေဆိုရင်ဒီပုံစံလေးဟောသွားတယ်နောက်ပုဂ္ဂိုလ်ကျတော့နောက်ပုဂ္ဂိုလ်အနေနဲ့ဟောသွားတရားဓမ္မကိုဟောတဲ့အခါပုဂ္ဂလိဇာတယလို့ခေါ်တယ်ပုဂ္ဂိုလ်ရဲ့ inclination tendency သူ့ရဲ့စိတ်ဆန္ဒသဘောထားတွေစိတ်ညွတ်နေမှုတွေကိုကြည့်ပြီးမြတ်စွာဘုရားဟောလေးရှိတာတရားမင်းကြီးဟာဝေဒနာကမ္မထံဝေဒနာကမ္မထံဝေဒနာနုပတနာလို့လည်းခေါ်တယ်အဲ့ဒီစိတ်ရဲ့ခံစားမှုလေးတွေပျော်ရွှင်တာလည်းစိတ်ရဲ့ခံစားမှုပဲညစ်တာလည်းစိတ်ညစ်တာလည်းစိတ်ရဲ့ခံစားမှုပဲဝမ်းနေတာလည်းစိတ်ရဲ့ခံစားမှုပဲပျော်ရွှင်တာလည်းမဟုတ်ဘူးဝမ်းနေတာလည်းမဟုတ်ဘူးဝမ်းသာတာလည်းမဟုတ်ဘူးစัจ जा ဟာလည်းစိတ်ရဲ့ခံစားမှုတွေပဲအဲ့ဒီခံစားမှုတွေထဲမှာထင်ထင်ရှားရှားကတော့အခုပြောတဲ့ပျော်ရွှင်တယ်ဝမ်းသာတယ်ဆိုတာထင်ရှားတယ်စိတ်ညစ်တယ်ဝမ်းနေတယ်ဆိုတာထင်ရှားတယ်အဲ့ထင်ရှားတဲ့ဝေဒနာတွေကိုအာယုံဖြင့်ရှုမှတ်ပြီးတော့ကြည့်ဖို့အတွက်စိတ်လေးကိုဒီတတိကိုထူထောင်ပြီးတော့တတိဝင်လာတာနဲ့တပြိုင်နက်တတိကိုဘာလို့ထူထောင်ရတယ်လဲဆိုရင်တတိကဒီအာယုံလေးကိုယူပေးမှပညာကသိနိုင်တယ်ဆိုပါစို့ဘုန်းကြီးတို့တွေစာအုပ်လေးတစ်အုပ်ဖတ်ချင်လို့ရှိရင်လက်ကနေပြီးတော့ဖွင့်ပေးရတယ်မဟုတ်လားမှန်ပါဗျာလက်ကဖွင့်မပေးလို့ရှိရင်မျက်စိကကြည့်လို့မရဘူးမရပါဘူးဗျာအဲ့ဒါလိုပဲမှတ်ပါဝေဒနာကစာအုပ်ဖွင့်ပေးတဲ့လက်နဲ့တူတယ်ကြည့်ပြီးတော့ဖတ်တဲ့ကြည့်တဲ့မျက်လုံးကပညာနဲ့တူတယ်ပေါ့မှန်ပါဗျာနှစ်ခုပူးပေါင်းအလုံးမှစာကြည့်လို့ရတယ်နော်မှန်ပါဗျာအဲ့ဒါမျိုးလို့ပဲတတိလေးကအာယုံကိုယူပေးတယ်တတိယူပေးတဲ့အာယုံကိုသဘာဝအစစ်အမှန်ကိုအာယုံရဲ့သဘာဝအစစ်အမှန်ကိုသိတာကြတော့ပညာသိတာပညာကအာယုံကိုမယူနိုင်ဘူးတတိကအာယုံရဲ့သဘာဝကိုမသိနိုင်ဘူးသူ့အလုပ်သူလုပ်ကြတာပူပေါင်းပြီးတော့လုပ်တယ်ဆိုတဲ့သဘောလေးကိုလက်တွေ့အနေထားနဲ့ကြည့်ရနော်မှန်ပါဗျာဒီကောင်းပြီမဟာသတိပဋ္ဌာန်သုတ်မှာမြတ်စွာဘုရားဝေဒနာကိုဝေဒနာနုပတနာလို့ဆိုပြီးတော့တတိကပ်ပြီးတော့ဝေဒနာရဲ့သဘာဝတွေကိုသိမှတ်ဖို့အသိဉာဏ်ဖြစ်ဖို့ဆိုပြီးတော့တတိပဋ္ဌာန်၄ရပ်ထဲမှာဝေဒနာကိုအာယုံတစ်ခုအနေနဲ့ဟောထားတယ်ဝေဒနာနုပတနာစိတ်ရဲ့ခံစားချက်ကလေးကိုအနုပတနာအဖန်ဖန်အထက်ထက်ရှုမှတ်ရှုကြည့်နေတာအဖန်ဖန်အထက်ထက်ရှုကြည့်နေလို့ရအောင်တတိလေးကယူပေးတယ်ကြည့်တာကဘယ်သူကကြည့်ဉာဏ်ကကြည့်တာဟုတ်ကဲ့လားမှန်ပါဗျာဒါဘို့အနုပတနာဆိုအနုအဖန်ဖန်ထက်ထက်တနည်းအားဖြင့်အနုသင်လျော်တဲ့ရှုထောင့်ကကြည့်တာမသိလျော်တဲ့ရှုထောင့်ရှိသေးလားရှိတယ်ဝေဒနာကိုငါလို့တွေးမယ်ဆိုရင်မသိလျော်တဲ့ရှုထောင့်ပဲမှန်ပါဗျာငါဝေဒနာငါဟာလို့တွေးရင်မသိလျော်တဲ့ရှုထောင့်ပဲမှန်ပါဗျာအဲ့တော့ဝေဒနာကိုဝေဒနာလို့ကြည့်တယ်ဝေဒနာဟာမမြဲဘူးဝေဒနာဟာဆင်းရဲတယ်ဝေဒနာဟာကိုယ်ဆိုးကိုယ်ပိုင်တဲ့အရာမဟုတ်ဘူးလို့ဆိုတဲ့ရှုထောင့်ကကြည့်တာကြအမှန်ကြည့်တယ်လို့ခေါ်တာပေါ့မှန်ပါဗျာ
အဲ့ဒီဝေဒနာနုပတနာဒါကိုအနုပတနာဆိုတဲ့စကားလုံးကိုတင့်လျော်အောင်အဓိပ္ပာယ်ယူကြမယ်ဆိုရင်အဖန်ဖန်ထထကြည့်တယ်ဆိုတဲ့အဓိပ္ပာယ်အနုပတနာဖန်ဖန်ထထကြည့်တယ်နောက်အနုပတနာတင့်လျော်အောင်ကြည့်တယ်မှန်ကန်တဲ့နိလန်းနဲ့ကြည့်ရှုတယ်အဲ့ဒါလို့ကြည့်ရှုလို့ဖြစ်အောင်တတိကဥဆောင်သွားရတယ်လို့ဒီလိုပြောတာအဲ့တော့ဝေဒနာနုပတနာဒီဝေဒနာလေးပဲခန္ဓာ၅ပါးမှာလည်းကြည့်လိုက်အောင်ခန္ဓာ၅ပါးကိုမြတ်စွာဘုရားဟောထားတာပထမခန္ဓာဆိုတဲ့စကားလုံးနဲ့ဟောတာတစ်ခုဥပါဒါနဆိုတဲ့စကားလုံးလေးထည့်ပြီးတော့ဥပါဒနဲ့ခန္ဓာလို့ဟောတာတစ်ခုခန္ဓာလို့ဟောရကြတော့အလုံးကိုကာဗာဖြစ်အောင်ဟောလိုက်တာခန္ဓာဆိုတဲ့စကားလုံးကြတော့တဘာဝတရားတွေအလုံးပါဝင်နိုင်သမျှပါဝင်အောင်ရုပ်အလုံးဝေဒနာအလုံးတင်ညာအလုံးသင်္ခါရစေရနာစေတသိက်တွေအလုံးစေရနာကိုဥတည်ထားတဲ့စေတသိက်တွေအလုံးဝိညာဏဆိုတဲ့စိတ်အလုံးဒါတွေပါဝင်အောင်ခန္ဓာအစု aggregate ဆိုတာဟောလိုက်အဲ့ဒါဟောပြီးတဲ့နောက်မှာဥပါဒါနခန္ဓာဆိုပြီးတော့နောက်တစ်ခုဟောတယ်ဥပါဒါနဆိုတဲ့စကားလုံးလေးပါလာသည့်အတွက်ကြောင့်ခန္ဓာဆိုတဲ့စကားလုံးနဲ့ဥပါဒနဲ့ခန္ဓာဆိုတာမတူပေဘူးပေါ့မတူဘူးဆိုတာဥပါဒါနဆိုတာတဏှာအမြင်နဲ့ကြည့်တဲ့ခန္ဓာဒိဋ္ဌိအမြင်နဲ့ကြည့်နေတဲ့ခန္ဓာအဲ့ဒီခန္ဓာဟာတဏှာအမြင်နဲ့ဒိဋ္ဌိအမြင်နဲ့ကြည့်လို့အတွေ့အကြုံတွေရပြီးတော့ရှိနေတဲ့အဲ့ဒီခန္ဓာမျိုးတဏှာဒိဋ္ဌိကနေပြီးလွန်မိုးကြီးစိုးနေတယ်လို့ဖြစ်တဲ့တဏှာအမြင်ဒိဋ္ဌိအမြင်တွေနဲ့မြင်နေတဲ့ခန္ဓာဟာဝိပဿနာရဲ့အာယုံဖြစ်တယ်ဒီလိုပြောတာเนาะဝိပဿနာရှုတဲ့အခါမှာအဲ့ဒီတဏှာကနေပြီးတော့အတွေးတွေဒိဋ္ဌိရဲ့အမြင်မှားမှုတွေနဲ့အယူဆလွဲမှားနေတဲ့အတွေးမှားအယူမှားနေတဲ့တွေ့တာမှုတွေနဲ့သွားနေတဲ့ခန္ဓာကိုဝိပဿနာဉာဏ်နဲ့ရှုရမယ်။ဘာဖြစ်လို့ရှုလဲဆိုရင်ခုနကအတွေးမှားနေတာတွေကိုပြန်ပြီးပျောက်သွားအောင်လုပ်တာပဲဒါ။ဒါကြောင့်ဥပါဒณะခန္ဓာဆိုတာဝိပဿနာရှုဖို့အတွက်ဟောတယ်လို့ဒီလိုစာပေတွေမှာဆိုတာ။ဒါနဲ့အမတန်သဘာဝကျတာ။ဟောကိုမမမြင်ဘူးတဲ့နေရာမှာဆွဲလန်းမှုဆိုတာရှိပါမလားရှိပါဘူးဗျာအေးမဟာစီဆရာတော်ဘုရားရဲ့တောင်ရေးထားတာလင်္ကာလေးတစ်ပုဒ်ငယ်ငယ်ရအောင်မမြင်ရရာကိလေသာသူဟာသူငြိမ့်သည်တဲ့ဟုတ်တယ်ကိုမမြင်တာကိုပဲကိလေသာဖြစ်နော်ဒွေနည်းအကြောင်းမစားဘူးဘယ်သူမှလည်းမပြောဘူးဒွေနည်းကောင်းတယ်လို့ဒွေနည်းဆိုတာကိုကြားကိုမကြားဘူးတဲ့လူဟာဒွေနည်းစားခြင်းစိတ်ပေါက်ပါမလားမပေါက်ပါဘူးတယောက်ကဖြစ်ဖြစ်ကောင်းတယ်လို့ပြောဘယ်လိုရတာရှိတယ်လို့ပြောမယ်အဲ့ဒီကြရင်တော့ तू ကအတွေးလေးကစားခြင်းစိတ်လေးပေါ်လာမယ်ဟုတ်ကလားအဲ့တော့မမြင်ဘူးမကြားဘူးတဲ့အာယုန်တွေပေါ်မှာကိလေသာဆိုတာဖြစ်တာမဟုတ်ဘူးဖြစ်တာကဘာလို့ဆိုအတွေ့အကြုံရှိသွားတဲ့အာယုန်ပေါ့ကောင်းတယ်ဟေးလို့တဏှာကနေဆွတ်မှတ်သွားပြီးတွေ့တာတွေ့ကတ်နေတယ်မှားရင်းနဲ့အယူဆတရားကနေပြီးတော့လွဲမှားစွာသိမ့်ပိုက်ထားပြီးအဲ့ဒီအချိန်ကြလို့ရှိရင်တော့ဓာမြင်တိုင်းတဏှာဖြစ်မယ်ဓာမြင်တိုင်းမှားရင်းနဲ့မိစ္ဆာဒိဋ္ဌိဖြစ်နေမယ်အဲ့ဒါလို့တဏှာတွေလာလိုက်ဒိဋ္ဌိတွေလာလိုက်ဒီဥပါဒဏ်တွေနဲ့ဖြစ်နေတဲ့အာယုံကိုမျိုးကိုမှအဲ့ဒီဥပါဒဏ်အစွဲတွေကိုချွတ်ဖို့အတွက်မြတ်စွာဘုရားဥပါဒဏ်နဲ့ခန္ဓာဆိုတာဟောတာတဲ့ဒါကြောင့်မလို့အခုကမ္မထာရဲ့အာယုံမှန်လို့ရှိရင်ပေါ့ဆိုပါစို့ဒါထင်းထင်းရှားရှားပြောရမယ်ဆိုရင်ဝေဒနာလို့အခုပြောရတဲ့စိတ်ရဲ့အတွေ့အကြုံတွေခံစားမှုလေးဟာစိတ်တိုင်းမှာရှိတယ်ဆိုတော့သောတာပတ္တိမက်စိတ်မှာလည်းရှိတယ်သဂါရဂါမိမက်စိတ်မှာလည်းရှိတယ်ဟုတ်လားအလုံးလောကုတ္တရာစိတ်အလုံးမှာရှိတယ်မက်စိတ်ဖို့စိတ်အလုံးမှာဒီ experience လို့ခေါ်တယ်အတွေ့အကြုံခံစားချက်ကလေးတွေရှိတယ်အဲ့ဒီခံစားချက်ကလေးတွေကတဏှာတို့ဒိဋ္ဌိတို့ ਨੇ ရှုမှတ်လို့ရတဲ့ခံစားချက်မဟုတ်ဘူးဘာဖြစ်လို့ဆို
ကိုမှအတွေ့အကြုံမှမရှိတာနော်အတွေ့အကြုံမရှိသည့်အတွက်ကြောင့်တဏှာအနေနဲ့လည်းတွေ့တာမှမဟုတ်ဘူးဒိဋ္ဌိအနေနဲ့လည်းမှားရတဲ့အမြင်မရှိဘူးအမတန်မွန်မြတ်ပြီးတော့အမတန်မှထက်မြက်တဲ့ဉာဏ်အမြင်နဲ့မှဒီစိတ်တွေဟာအမတန်လေ့ကျင့်ထားလို့သင်္ခါရအာယုန်တွေပေါ်မှာယွံမုန်းပြီးတော့မှအတိဉာဏ်ဓုနဲ့မှရလာတဲ့တရားတွေဖြစ်တော့တဏှာဆိုတဲ့အတွေးတွေမကတ်နိုင်ဘူးဒီနာမှာနော်မှန်ပါဗျာတဏှာဆိုတဲ့အတွေးတွေမကတ်နိုင်စာပေရပြောမယ်ဆိုလို့ရှိရင်တန်တုံးကြီးတစ်ခုမိရဲနေအောင်ဖုတ်ထားလို့ရှိရင်အဲ့ဒီရဲနေတဲ့တန်တုံးကြီးဟာသွေးရဲလို့ထင်ပြီးတော့ရင်ကောင်ကလာနားရဲပါမလားမနားရဲပါဘူးဗျာနားရဲဘူးအယောင်အားဖြင့်ကြည့်မယ်ဆိုရင်သွေးရောင်ပေါက်နေဒါပဲလို့နားရဲလားလို့ဆိုနားရဲဘူးနားရဲပါနားလိုက်တာနဲ့ပြဖြစ်သွားမှာပဲချက်ချင်းရှဲကနေပျောက်သွားမှာဟုတ်ကဲ့လားမှန်ပါဗျာအဲ့ဒါလို့ပဲနိဗ္ဗာန်ကိုအာရုံပြုတဲ့လောကုတ္တရာစိတ်တွေမှာတဏှာဆိုတဲ့အတွေ့အတာအနာမခံရဘူးဒိဋ္ဌိဆိုတဲ့မှားယွင်းတဲ့အမြင်တွေမလာနိုင်ဘူးမလာနိုင်သည့်အတွက်ကြောင့်ဝေဒနာနုပဒနာအနေနဲ့ရှုရမှာမှတ်ရမှာဟာမက်စိတ်ဖို့စိတ်မှာရှင်တဲ့ဝေဒနာကိုရှုမှတ်ရမှာမဟုတ်ဘူးဆိုတာမထင်ရှားပေဘူးလားထင်ရှားပါဗျာအေးဆွဲလန်းရှိတဲ့နေရာကိုသာလဲထိုအစွဲဖြုတ်ဖို့ဝိပဿနာအလုပ်ကိုလုပ်ကြရတာတသံတရားလုံးမှားလာတဲ့အမှားကြီးကိုချွတ်ဖို့ဆိုတာလွယ်လွယ်ကူကူနဲ့ကျွတ်မှာတော့မဟုတ်ဘူးပေါ့မှန်ပါဗျာဒဇနဲ့အားနေတော့နော်လောက်ရအမတန်မှစွဲနေတဲ့အရာကြီးတခုဒဇပြီးဒဇဖြုတ်နည်းနည်းချင်းနှဲ့ဒီလိုသွားတာဒီဘဝနှဲ့ထားရင်နောက်ဘဝလွယ်လွယ်လေးနဲ့ဖြစ်မှာပါမှန်ပါဗျာနှဲ့တာဒီဘဝတောင်မနှဲ့ခဲ့ဘူးဆိုရင်နောက်ဘဝနှဲ့ဖို့မရှိဘူးเนาะမှန်ပါဗျာအေးတချို့ကတို့ပါရမီမပါလို့ဆိုပြီးတော့ဒီကမ္မထာအလုပ်ကိုလှုပ်ချင်တဲ့စိတ်မရှိဘူးတို့နဲ့ညံမမီဘူးနောက်ပါရမီမပြည့်သေးဘူးနောက်ပါရမီပြည့်မှလုပ်မယ်လို့ဆိုပါရမီကဘယ်တော့မှပြည့်လာမှာမဟုတ်ဘူးเนาะမှန်ပါဗျာဒီဘဝလှုပ်လိုက်တာဟာလမ်းကြောင်းပေါ်ရောက်လာတာလို့ပဲပြောရမှာဒီဘဝနည်းနည်းလေးလှုပ်ထားလို့ရှိရင်နောက်ဘဝများများကြီးရအခြေခံကောင်းနေရကြည့်လေအလုံးနဲ့သိနာပဲရှင်စုလပံဝတ္ထုပဲကြည့်ဖြူစင်တဲ့ပုံဝါလေးနဲ့ခန္ဓာကိုယ်ကယူထွက်လာတဲ့ချွေးကလေးကိုတုပ်လိုက်တဲ့အခါမှာဖြူစင်တဲ့ဘဝလေးမဲညစ်သွားတာကိုတခုသောဘဝမှာသူမြင်ခဲ့တယ်မြင်ပြီးတော့ခန္ဓာကိုယ်ရဲ့အပြစ်တခဏလေးတရင်ကလေးအိုးဒီခန္ဓာကိုယ်ကြီးအကြောင်းပြုပြီးအမတန်တန်ရှင်းဖြူစင်တဲ့လက်ကငွာလေးမဲသွားရတယ်လို့ဒီတန်ဝေကစိတ်ကလေးနော်သင်္ခါရတွေပေါ့ခန္ဓာကိုယ်ပေါ်မှာယွံမုန်းတဲ့တန်ဝေကစိတ်ကလေးနည်းနည်းလေးဖြစ်ခဲ့တယ်အဲ့ဒီဖြစ်မှုလေးကရှင်စုလပံလက်ထက်ရောက်ဘဝရောက်လာတဲ့အခါမြတ်စွာဘုရားကပဝါပြူလေးပေးပြီးတော့ဆောင်ရွက်ပေးတာအကြောင်းရှိတယ်အဲ့ဒီဇာလံလေးကိုပြန်ဆက်ပေးတာနော်မှန်ပါဗျာအတိတ်ကိုဖော်ပေးတာအဲ့ဒီအတိတ်လေးကပြန်ပြောမယ်ဆိုလို့ရှိရင်ဘလောက်မှမဖြစ်တော့ဘူးလို့ထင်ကောင်းထင်လိမ့်မယ်မဟုတ်ဘူးဥပနိဒယအာကြီးတဲ့အကြောင်းဖြစ်သွားတယ်ရှင်စုလပံဆိုတာသင်္ကန်းဝတ်လိုက်ကြတဲ့ကညံတုံးသွားလိုက်ပုံတော့ဂါထာလေးတစ်ပုဒ်တောင်မှလေးလကြက်တာမရတော့အောင်ညံတုံးသွားတယ်အဲ့ဒါလောက်ညံနေလေးသွားတဲ့ပုဂ္ဂိုလ်တူဟာဘဝပိုင်းလေးကိုကြည့်ပြီးတော့ထူးခြားတဲ့အသိဉာဏ်တူတွေသူရသွားတာဘဝနဲ့ဆက်ပေးတာအဲ့ဒါလေးဒီပဲလင်ပါရမီပဲသူ့အဖို့ပါဟုတ်ကဲ့လားမှန်ပါဗျာဒီပါရမီလေးကိုတန်ဖိုးမရှိတော့ဘူးလို့မအောင်မေ့လေးနဲ့တန်ဖိုးရှိတယ်ဘုရားနဲ့တွေ့ရင်အဲ့ဒီပါရမီကိုဆက်ပေးလိုက်တာဒါကြောင့်မို့သူတရားရတာပါရမီဒီဘဝလေးနဲ့ပဲရတယ်အဲ့ဒီဇာလန်းကလည်းပဲရှင်စုလပံဇာလန်းကြည့်မယ်ဆိုရင်ဓမ္မပဒအထက်ကထာတို့အထက်ကထာစုံတို့ရှင်စုလပံရဲ့ထေရဂါထာတို့အပဒံတို့ဒါတွေအကုန်လုံးစဟတ်ကြည့်မှရှင်စုလပံရဲ့ကမ္မထမ်းဟာပေါ်လွင်ထင်ရှားတယ်အနုမို့ဆိုလို့ရှိရင်ပဝါလေးကိုလက်နဲ့ပုတ်ပြီးရဇောဟရဏလို့လုပ်နေတာရဇောဟရဏဆိုတာကဖုံတုတ်ပဝါလေးပါပဲဖုံတုတ်တာအညစ်အကြေးတုတ်တဲ့ပဝါလေးအဲ့ဒီလိုလေးလှုပ်တာကိုပဲစာပေဓမ္မပဒအထက်ကထာရဆိုရင်လက်နဲ့ရဇောဟရဏလို့ပုတ်နေဒါလေးကိုပဲသူကဒီလိုပြောတယ်သို့တော့စာပေကိုစုံအောင်လေ့လာပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကပဝါပိုင်းလေးပေးလိုက်တာဟာဩရတကတိုင်းရှုဖို့ပေးတာနော်မှန်ပါ
ပထမရှင်စုလဘဟာသမထကျင့်စဉ်ကိုကျင့်တာဘယ်ပေါ်မှာကျင့်ဖျားပေးတဲ့ဘဝပဲဒါဩရတကတိုင်းကျင့်နေဆိုတာကိုသုရပန္တကအပါဒာမှာချိအတိတ်ဘဝတုန်းကသူကဩရတကတိုင်းမှာအလေးချင်းလုပ်ခဲ့တယ်ဟောဒါပါရမီပဲမှန်ပါဗျာအခုဒီခေတ်မှာတရားနာထားလို့လေးနှစ်တဲ့တရားတွေအဘိဓမ္မာတွေတို့လေးနှစ်တဲ့သဘာဝတရားတွေတို့တရားရိပ်တာတွေသွားပြီးတရားထိုင်တာတို့ဒါတွေကပါရမီတွေပဲမလုပ်ဘူးဆိုရင်ဒီပါရမီတွေပါပါမလားမပါပါဘူးဗျာကဲရှင်စုလဘန်ဟာလွန်ခဲ့တဲ့အတိတ်ဘဝတွေတုန်းကဩရတကတိုင်းနဲ့ဇံပိန်ကြီးတွေရခဲ့ဘူးတယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဒီဘဝလေးကိုပေးတာနှစ်ကိစ္စပြီးအောင်လုပ်ပေးလိုက်တာဘဝလေးကိုကြည့်ပြီးတော့ဩရတကတိုင်းရှုလိုက်တာဇံနေအစဉ်စဉ်ရသွားတယ်ဇံပိန်ကြီးတွေရသွားတယ်ဇံပိန်ကြီးရတဲ့အခါကျတော့မှဘဝလေးကိုမဲညစ်အောင်မြတ်စွာဘုရားကဖန်ဆင်းလိုက်တဲ့အခါမှာသူ့လက်လေးနဲ့ပွတ်နေတဲ့ဘဝလေးဟာမဲသွားတယ်မဲသွားတဲ့ဘဝလေးကိုကြည့်တော့မှဝိပဿနာလမ်းကြောင်းပေါ်တက်မိသွားတာအဲ့ဒီလိုလမ်းကြောင်းတက်အောင်လည်းပဲဒီဘဝနဲ့ပဲဆွဲဆောင်သွားတာမဟုတ်လားမှန်ပါဗျာအေးဒါကိုလေ့ကျင့်ခဲ့တဲ့ဟာလေးတွေဟာပျောက်ကွယ်ပြီးတော့မသွားဘူးဆိုတာအလွန်ထင်ရှားတဲ့ဒီဇာလမ်းမှန်ပါဗျာဒါတွေမကဘူးမြတ်စွာဘုရားလက်ထက်တုန်းကပိဿဝဂိရိ၅ပါးပြီးတဲ့အခါမှာယန္နာဖြစ်တဲ့ပုဂ္ဂိုလ်ဟာပါရဏသီကတထေသာယတ္တသိချမ်းသာတယ်ယတ္တတို့အလုံးကိုချမ်းသာတယ်လူနံပြတ်သုံးဆောင်ဆောင်းတွေမိုးဆောင်းရသည်နေဖို့တော်တဲ့ဟာနွေရသည်နေဖို့တော်တဲ့ဟာမိုးရသည်နေဖို့တဲ့အဆောက်အဦတွေမှာအလှည့်အပြောင်းနဲ့ကာမဂုဏ်တွေအပြည့်အဝခံစားနေတယ်ခြေမွေးပြီးမလောင်လက်မွေးပြီးမလောင်တကယ်တထေသာအဲ့ဒီတကယ်တထေသာလေးဟာဘယ်လိုလုပ်ပြီးတော့များဒီလောက်ချမ်းသာပြီးဇိမ်ကျနေတဲ့ဘဝကတန်ဝေကရသွားတယ်လေဆိုလို့ရှိရင်တခုသောဘဝမှာ तू ကအလောင်းကောင်တွေကိုမတကြိုနိုင်လို့တုတ်တံမှာလာပစ်ထားကြတာတဲ့ခုခေတ်လိုပေါ့နာရေးကူညီမှုဆိုတဲ့ကိစ္စတွေလုပ်ပြီးတော့အလောင်းကောင်တွေကို तू က volunteer လုပ်ပြီးတော့တကြိုပေးတာနော်မှန်ပါဗျာအဲ့ဒါလို့တကြိုပေးရင်ကနေပြီးတော့မိတကြိုလိုက်တဲ့အခါပုံပြက်ပန်းပြက်ဖြစ်သွားအဲ့မိတကြိုတဲ့ထဲမှာအဖိုးကြီးဖွားကြီးလည်းပါတယ်ငယ်ငယ်ရွယ်ရွယ်လေးတွေလည်းပါတယ်ပေါ့လူဆိုတာအရွယ်မျိုးစုံသေးနေတာပဲနော်မှန်ပါဗျာအေးအဲ့လိုအရွယ်မျိုးစုံသေးတဲ့ထဲမှာငယ်ငယ်ရွယ်ရွယ်ချောချောလှလှလေးတွေသေးမိတကြိုလိုက်တဲ့အခါကျတော့ရုပ်ပြက်ဆင်းပြက်ကြီးတွေဖြစ်သွားတာလေမိတကြိုတဲ့အခါမှာခုလိုစက်နဲ့တကြိုတာမဟုတ်သည့်အတွက်ကြောင့်ထင်းတဲ့တကြိုတော့အမျိုးစုံတွေ့နေရမှာပေါ့မတွေ့ရပေဘူးလားတွေ့ရပါတယ်ခင်ဗျာအဲ့ဒါသူ့အတွေ့အကြုံပဲအဲ့ဒီလိုတွေ့ကြုံလိုက်တဲ့အခါမှာအမတန်ချောလှတဲ့ရုပ်အစင်းလေးဟာခုနကပဲချောချောလှလှလေးအခုပျက်စီးသွားပါလားဆိုတဲ့အတုပဆိုတဲ့အတွေးလေးတွေခန္ဓာကိုယ်ကြီးဟာဒုက္ခန္ဓာကိုယ်ကြီးလေဒီတိုင်းပဲအဲ့ဒီသဘောပဲဘာမှမထူးဒုက္ခနဲ့အဲ့ဒီယုံလောင်းနဲ့ဘာမှမထူးဘူးဆိုတဲ့ဒီအတွေးလေးတွေတန်ဝေကစိတ်အတွေးလေးတွေဝင်ထားတာအဲ့ဒါလေးကပါရမီပဲသူ့ဖို့ပါနော်မှန်ပါဗျာဒါကြောင့်မို့လို့အမတန်မှချမ်းသာတဲ့စံအိမ်ဆောင်မှာနေတဲ့ယတ္တတထေသာထိုးစံအိမ်ဆောင်ကိုတုတ်တန်ကြီးလို့ထင်ပြီးတော့ညတကောင်မှာထွက်သွားတာဒီလိုထွက်သွားနိုင်အောင်ဘသူကတွန်းအားပေးတော့ဆိုခုနတုန်းကကုသိုလ်လုပ်ခဲ့တုန်းကစိတ်ဆန္ဒလေးကတွန်းအားပေးတာပျောက်သွားတာမဟုတ်ဘူးနော်မှန်ပါဗျာသူကိုလုံးတဲ့အလုပ်ကမပျောက်ဘူးအဲ့ဒါကြောင့်မို့လို့တရားတွေကတော့ထိုင်ရတယ်တရားနှလုံးသွင်းတာပေါ့ပေါ့ရော့ရော့လေးမလုံးနဲ့ပေါ့ကိုယ်စိတ်ထဲမှာနှလုံးသွင်းလို့ရတယ်ထိုင်နေဆိုတာဘယ်နေရာမှာပဲထိုင်ပေါ့ထိုင်သည်ဖြစ်စေအိပ်သည်ဖြစ်စေလမ်းလျောက်သည်ဖြစ်စေတရားဓမ္မကိုမိမိရဲ့ယင်တဲ့နှလုံးထဲမှာရအောင်နှလုံးသွင်းအဲ့ဒီနှလုံးသွင်းလိုက်တဲ့ဟာကကိုကတဏှာကြီးနှလုံးသွင်းပြီးနားခြင်းနားမယ်ပေါ့နားပေမဲ့လို့အဲ့ဒီတဏှာကြီးနှလုံးသွင်းတာပဲဖြစ်စေ10မိနစ်နှလုံးသွင်းတာပဲဖြစ်စေအဲ့ဒီနှလုံးသွင်းမှုအသိဉာဏ်လေးဟာအွန်လိုင်းဖြစ်သွားပြီအကြောင်းညင်ညွတ်တာပြန်ပေါ်လို့ရလာပြီဟုတ်ကလားမှန်ပါဗျာအေးဒါကြောင့်မို့ပါရမီဆိုတာ
ကိုလှုပ်တဲ့အတွေ့အကြုံလေးတွေပဲเนาะကောင်းတဲ့ဟာလေးတွေလှုပ်ထားလို့ရှိရင်ဒါလေးတွေကနောက်ထပ်ထောက်ကူဖြစ်တယ်ထောက်ကူပြုတယ်လို့ဒီလိုမှတ်ရမှန်ပါဗျာအေးကောင်းပြီဝေဒနာနုပတနာမြတ်စွာဘုရားခံစားမှုနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာမှာဝေဒနာတွေအမျိုးမျိုးဟောထားတယ်ဘဟုဝေဒနိယသုတ်ကိုကြည့်မယ်ဆိုရင်ဝေဒနာတွေအများကြီးဟောထားတယ်သို့တော့အဘိဓမ္မာမှာပြောတဲ့အတိုင်းဝေဒနာ2မျိုးလောက်ကိုမှတ်ကြရအောင်ပထမတစ်မျိုးကသဘာဝကိုကြည့်ပြီးတော့ခွဲတာဝေဒနာဆိုတာ3မျိုးတဲ့သူရဲ့သဘာဝကိုကြည့်ပြီးတော့ခွဲတာ3မျိုးကဘာလဲဆိုရင်ဒုက္ခဝေဒနာဒုက္ခဝေဒနာအဒုက္ခမဒုက္ခဝေဒနာပါဠိစကားပဲပဲလို့မြန်မာလူမျိုးတွေရဲ့အသိဉာဏ်နဲ့မှာဒီစကားလုံးလေးတွေကယဉ်နှီးဝင်ဆံမိတာဖြစ်နေ familiar ဖြစ်နေပြီပေါ့နော်မှန်ပါဗျာဒုက္ခဝေဒနာဆိုတာကိုယ်ရောစိတ်ရောကျဉ်တ်เสียကလေးအတွေ့အကြုံလေးစိတ်ရခံစားမှုလေးဒုက္ခဝေဒနာဆိုတာခံရခက်ပြီးတော့မကျဉ်တ်เสียအတွေ့အကြုံခံစားချက်ကလေးအဒုက္ခမဒုက္ခဝေဒနာဆိုတာကျဉ်တ်เสียလည်းမဟုတ်ဘူးခံပြင်းเสียလည်းမဟုတ်ဘူးဆိုတဲ့စัจ जा ခံစားမှုလေးအဲ့ဒီခံစားမှု3မျိုးဘုန်းကြီးတို့တွေကိုတန်တန်ကိုယ်စိတ်ထဲမှာတွေ့အောင်ရှာအရင်စပထမတွေ့အောင်ရှာတရားကိုတွေ့အောင်ရှာအဲ့ဒီလိုတွေ့အောင်ဘယ်သူနဲ့ရှာမလို့ဆိုတတိနဲ့ရှာမှာပေါ့မှန်ပါဗျာတတိနဲ့ကတ်ထားချီတတိထားလို့ရှိရင်ဒါလေးတွေသိတယ်တတိမထားရင်တော့ဒါဝေဒနာဖြစ်တာပါလားလို့တော့မသိဘူးပေါ့နော်မှန်ပါဗျာလူတွေမှာနေစဉ်နဲ့အမျှစိတ်ဖြစ်ပြီးဆိုတဲ့ခံစားမှုတွေဟာအာယုံကမျက်စိကမြင်တဲ့အခါဖြစ်စေနားကကြားလိုက်တဲ့အခါအသံကိုကြားလိုက်တဲ့အခါဖြစ်စေနှာခေါင်းကအနံ့ရတဲ့အခါဖြစ်စေလျှာကအရသာတစ်ခုကိုရရှိတဲ့အခါပဲဖြစ်စေခန္ဓာကိုယ်ကအထိတွေ့တာပဲဖြစ်စေစိတ်ကူးစိတ်တမ်းပဲဖြစ်စေခံစားမှုလေးတွေကလာတယ်ကိုကြိုက်ရင်ကြိုက်တဲ့ကိုယ်စိတ်လေးနဲ့အစဉ်ပြေတာဒုက္ခဝေဒနာအစဉ်မပြေရင်ဒုက္ခဝေဒနာဟောလာအေးဒုက္ခဝေဒနာဒုက္ခဝေဒနာအဒုက္ခမဒုက္ခဝေဒနာဒီဝေဒနာလေးတွေရဲ့သဘောထားလေးသဘောလေးတွေကိုကိုယ်စိတ်ထဲမှာတွေးပြီးနောက်အဲ့ဒီဝေဒနာလေးတွေကိုထပ်ပြီးတော့ခွဲလိုက်သေးတယ်စာပေကျမ်းကမှာတော့အိန္ဒရိယဗေဒလို့ခေါ်တယ်အိန္ဒရိယဆိုတာ ਨੇ ပတ်သက်လာပြီးတော့ခွဲတဲ့အခါကျတော့5မျိုးခွဲတယ်အဲ့ဒီ5မျိုးခွဲတာဟာအဓိကကတော့ကာယိကစေတသိကနှစ်ခုခွဲတယ်ဒုက္ခကိုကာယိကဒုက္ခစေတသိကဒုက္ခဒုက္ခကိုကာယိကဒုက္ခစေတသိကဒုက္ခရုပ်ခန္ဓာကိုယ်ကြီးမှာစဖြစ်တာနာမ်ခန္ဓာမှာစဖြစ်တာဆိုတဲ့ဟာနှစ်ခုစီခွဲလိုက်တဲ့အခါကျတော့အဒုက္ခမဒုက္ခကျတော့မခွဲတော့ဘူးသူကြတော့ဥပိ္ပခာဆိုတဲ့နာမည်နဲ့ပေးလိုက်တဲ့အခါကျတော့ဒုက္ခနဲ့ပတ်သက်ပြီးခွဲလိုက်တဲ့အခါဒုက္ခတဲ့သောမနတတဲ့နှစ်ခုရတယ်ဒုက္ခကိုခွဲလိုက်တဲ့အခါကျတော့ဒုက္ခတဲ့ဒေါမနတအဒုက္ခမဒုက္ခဝေဒနာကိုတော့ဥပိ္ပခာလို့သုံးတယ်မြတ်စွာဘုရားကအိန္ဒြေ22ပါးရေတွက်ပြီးဟောကြားတဲ့အခါမှာအဲ့ဒီနာမည်လေးတွေနဲ့ဟောလို့အိန္ဒရိယဗေဒလို့ပြောတာကဲကောင်းပြီအဲ့ဒီမှာဒုက္ခနဲ့သောမနတဒုက္ခဆိုတာခန္ဓာကိုယ်အနေနဲ့နေလို့ထိုင်လို့တက်တောင့်တက်တာရှိတာရုပ်ခန္ဓာကိုယ်ကြီးကတက်တောင့်တက်တာရှိတခါတရံကျတော့ဘုန်းကြီးတို့တွေတက်တောင့်တက်တာမရှိဘူးနော်မှန်ပါဗျာရုပ်ခန္ဓာကိုယ်ကြီးကတက်တောင့်တက်တာမရှိရုပ်ခန္ဓာကတက်တောင့်တက်တာမရှိရင်စိတ်ပါတက်တောင့်တက်တာမရှိတော့ဒီလိုဖြစ်တတ်တယ်ပေါ့နော်မှန်ပါဗျာအေးသောမနတဆိုတာကြတော့ရုပ်ခန္ဓာတက်တောင့်တက်တာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေစိတ်ကကျေနပ်ပြီးတော့ပျော်နေတာဝမ်းသာနေတာအဲ့ဒါသောမနတစိတ်ကပျော်လို့ရှိရင်ရုပ်ကလည်းပဲကျေနပ်သွားတာဟိုတင်းဖြစ်သွားတာပဲရုပ်မှလည်းပဲတက်တောင့်တက်တာဖြစ်သွားတာအဲ့တော့အဲ့ဒီနှစ်ခုဟာဘလို့ထူးခြားသလဲလို့ဘုန်းကြီးတို့နိုင်ငံသားတွေကြတော့သူတို့ဒီသဘာဝတရားကိုသူတို့ကလက်တွေ့ကြကြပြောနိုင်မှလက်တွေ့ကြကြပြောမှလက်ခံကြတယ်အဲ့တော့ကြတော့ဒုက္ခဝေဒနာနဲ့သောမနတဝေဒနာဘလို့ထူးလဲ
နှစ်ခုစလုံးဟာစိတ်နဲ့တော့တွဲတာကြီးပဲဒုက္ခဝေဒနာကိုကာယိကဒုက္ခရုပ်ကာယပေါ်မှာဖြစ်တဲ့ခန္ဓာကိုယ်ကာယပေါ်မှာဖြစ်တဲ့ကိုယ်ကာယပေါ်မှာဖြစ်တဲ့ဝေဒနာသောမနတကြတော့စိတ်ထဲမှာဖြစ်တဲ့ဝေဒနာလို့ဒီလိုခွဲတယ်သို့တော့ကာယိကဒုက္ခကလည်းစိတ်မပါလို့မရဘူးဆိုတော့ဒီလိုပြောရဒုက္ခဆိုတာခန္ဓာကိုယ်ရုပ်ခန္ဓာကိုယ်ကာယမှာစတင်ပြီးတော့စိတ်ကိုအကျိုးသက်ရောက်တာကာယမှာစတင်ပြီးစိတ်ကိုအကျိုးသက်ရောက်တယ်ဆိုပါစို့အမတန်ပူအိုက်တဲ့အချိန်လေးမှာအရိပ်ကောင်းတဲ့သစ်ပင်လေးအောင်နေလေလေးတစ်ဖြူဖြူလာတယ်ဒီခန္ဓာကိုယ်မှာဘလောက်တက်တာသွားတော့နော်မှန်ပါဗျာအဲ့ခန္ဓာကိုယ်တက်တာသွားတာနဲ့အမျှစိတ်ကလေးကရောပျော်မသွားဘူးလားပျော်သွားပါဗျာပျော်သွားတာအဲ့ဒါကို body origin mind effect လို့ပြောတာစလာတာ body ကစတာဟုတ်ကဲ့လားမှန်ပါဗျာရုပ်ရဲ့တက်တောင့်တက်တာရှိမှုကြောင့်ရုပ်ကာယရဲ့တက်တောင့်တက်တာရှိမှုကြောင့်စိတ်ပါတက်တာလာတာအဲ့ဒါကိုဒုက္ခဝေဒနာလို့ခေါ်တယ်သောမနတဝေဒနာကြတော့အဲ့ဒါလို့မဟုတ်ဘူးရုပ်ကအနေထားကာယကိုခန္ဓာကြီးကဘယ်လိုပဲနေသူ့အတွေးလေးနဲ့သူဂျေနတ်နာစိတ်ကဖြစ်တယ်ဟာတချို့တယောက်တည်းပြုံးနေကြတာလေအများကြီးရှိတယ်နော်မှန်ပါဗျာတချို့အလုံးသမားတွေစင်စင်ရဲပင်ပန်းပန်းကြီးထမ်းပြီးတော့လေးတချွန်တချင်းလေးတအေးအေးနဲ့နေနိုင်တာဘာဖြစ်လို့စိတ်ပျော်လို့နေလို့ရတာပေါ့ဟုတ်ကဲ့လားမှန်ပါဗျာအဲ့တော့စိတ်ပျော်လို့ရှိရင်လည်းရုပ်ဟာမထိခိုက်ဘူးအဲ့တော့သောမနတဝေဒနာဆိုတာ mind origin body effect ပဲမိုင်းကစစိတ်ကစစိတ်ကဝမ်းသာတော့ရုပ်လည်းနေထိုင်ကောင်းပါတယ်ဒီလိုသဘောဆိုပါစို့လောကတော့လူကချွေးတွေတန်နေနဲ့အလုံးလုံးတာထီပေါက်တဲ့ဟေးလို့ဆိုသတင်းကောင်းလေးကြားရင်ပြောမသွားဘူးလားပြောပါပါဗျာရုပ်အနေနဲ့ကတော့တက်တာမဟုတ်ဘူးသို့တော့သတင်းကောင်းကြားတာနဲ့ပြောသွားတာနဲ့ခန္ဓာကိုယ်ရဲ့ဒီရုပ်ရဲ့အစမပြေမှုတွေရောအကုန်မေ့မသွားဘူးလားမေ့သွားပါဗျာအဲ့ဒါကိုပြောတာ mind origin body effect ဒီလိုစဉ်းစားရမယ်ဒါကိုနားလည်လို့ရှိရင်ဒုက္ခနဲ့ဒေါမနတလည်းဒီတိုင်းပဲဒုက္ခဆိုတာစတင်ဖြစ်လာတာကကိုယ်ကာယမှာစဖြစ်တယ်ဥပမာမဲ့သွားကြိုက်တယ်နားကြိုက်တယ်ခါအောက်တယ်ခါနာတယ်နေမကောင်းဘူးတကိုယ်လုံးကြိုက်ခဲနေတယ်ဟောခန္ဓာကိုယ်မှာဖြစ်တာနော်ရုပ်ကာယကြီးမှာဖြစ်တာနော်အေးခေါင်းကြိုက်တယ်စိတ်ညစ်တယ်မလားဘူးလားနော်ခေါင်းကြိုက်တာကိုအကြောင်းပြုပြီးတော့စိတ်ညစ်တယ်မပျော်ဘူးဟုတ်ကဲ့လားသွားနာတယ်မပျော်ဘူးနားနေတာကြောင့်ဒီလိုတွေအဲ့ဒါကိုကာယကဒုက္ခလို့ခေါ်တာပဲဒုက္ခလို့ခေါ်တာအဲ့ဒါကြောင့် body origin mind effect ကာယကအခြေပြုလာပြီးတော့နာမ်ကိုအကျိုးသက်ရောက်သွားတာအဲ့ဒီကာယကဒုက္ခဆိုတာဘုရားတောင်မှမလွတ်ဘူးခန္ဓာကိုယ်ကြီးရှိရင်ခန္ဓာကိုယ်ရဲ့ဒုက္ခဝေဒနာဆိုတာရှိသို့တော့တာမန်ပုဂ္ဂိုလ်တွေနဲ့ဘာထူးတုံဆိုရင်မြတ်စွာဘုရားကျတော့ကာယကဒုက္ခရှိပါစေကာယကဒုက္ခကိုအကြောင်းပြုပြီးတော့စိတ်ညစ်တာမလာဘူးဘုရားကျတော့တာမန်ပုဂ္ဂိုလ်တွေကျတော့လားကိုလာတဲ့စိတ်ညစ်တာနော်မှန်ပါဗျာဒီလိုကြွာသွားတာပေါ့တရားတို့တရားမြတ်ရသွားရင်စိတ်ညစ်တာဆိုတာနောက်ကမလာတော့ခန္ဓာကိုယ်ကဒီနာရကျနာကြိုက်တာခဲတာဆိုတဲ့ဒုက္ခဝေဒနာတော့ဖြစ်မှာပဲဒေါမနတဆိုတာကြည့်လူကတော့ပြောနေတယ်ဒီခန္ဓာကိုယ်ကမှကောင်းကောင်းမွန်မွန်စားပြီးကောင်းကောင်းမွန်မွန်နေနေတဲ့အချိန်လေးမှာဝမ်းနေစရာသတင်းတစ်ခုကြားလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာဝမ်းနေမှုဖြစ်မသွားဘူးလားဖြစ်သွားပါဗျာဟော mind origin ဝမ်းနေတာနဲ့တပြိုင်နက်ဒီလူကြီးကလည်းပဲဟိုမလန်းတော့ပြိုကွဲသွားတယ်လဲကျသွားတယ်မဖြစ်ဘူးလားဖြစ်ပါဗျာအေးအဲ့ဒါ body mind origin body effect ရုပ်ထိအောင်ထိကြိုက်သွားတယ်ပေါ့လာတာကစိတ်ကလာတာပဲဒါဒေါမနတာအဲ့ဒါလို့ဘုန်းကြီးတို့တွေရဲ့ဘဝမှာနေ့စဉ်နဲ့အမျှစိတ်ထဲရဲ့ခံစားချက်တွေနဲ့အမျိုးမျိုးနေထိုင်နေကြတယ်အဲ့ဒီခံစားချက်တွေကိုအမှတ်တမဲ့နေကြမယ်ဆိုလို့ရှိရင်တော့ဒီခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ကောင်းတာတွေတွေးလိုက်တဏှာဖြစ်လိုက်မကောင်းတာတွေးလိုက်ဒေါသဖြစ်လိုက်လောဘဖြစ်လိုက်ဒေါသဖြစ်လိုက်ဒီနှစ်ခုနဲ့သွားမနေဘူးလား
လောဘတွေကလည်းကြီးတဲ့ကြီးလာတစ်ခါဖြစ်နောက်တစ်ခါဖြစ်အရှိန်ဆိုတာရလာတာနော်လောဘဟာတစ်ချိန်ဖြစ်ရင်ပထမတစ်ချိန်ကသိပ်မပြင်းထန်သေးဘူးဒုတိယအချိန်ကျပြင်းထန်လာတယ်တတိယအချိန်ကျပြင်းထန်လာသူကပို့ပြီးတော့တမ်းမာလာခိုင်မာလာတယ်ဒီလိုဖြစ်တယ်ဒေါသကလည်းစဖြစ်တဲ့အချိန်တုန်းကသိပ်မဖြစ်သေးဘူးတဖြည်းဖြည်းနဲ့ပိုးခိုင်မာလာဖြစ်ပါများလေသူကနောက်ထပ်အချိန်မရွေးဖြစ်ဖို့ရအတွက် experience လေးရတယ်ပေါ့ဒီအာယုံကိုဒေါသဖြစ်ပြီးဆိုလို့ရှိရင်လာပြီလေစိတ်ထဲမှာဘာတွေကိန်းသွားလောဘဖြစ်เสียဆိုပါစို့ဒုက္ခဝေဒနာနဲ့တွေ့ပြီလို့ဆိုလိုက်တာနဲ့တပြိုင်နက်လူတွေမှာဘာဖြစ်ဒုက္ခသောမနတတွေ့တာနဲ့တပြိုင်နက်ကာမရာဂနုတယောအနုသေးတိတဲ့ဟောကြည့်ဒီအာယုံနဲ့ဆုံလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာအနုတယလို့ဆိုတဲ့သဘာဝလေးအနေနဲ့ကိန်းသွားအတွေ့အကြုံလေးရသွားရင်ကိန်းနေဆိုတာနောက်ထပ်အာယုံအကြောင်းတစ်ခုဆုံလိုက်တာနဲ့တပြိုင်နက်ဒါလေးထပ်လာတော့မယ်ဆိုတာသိကြသွားပြီအဲ့ဒါကိုပြောတာအနုတယဆိုတာဒါကြောင့်မို့လို့စာပေကျမ်းကမှာအနုရူပံကာရဏံလဘိတဝဥပ္ပစ္စတိအဓိပ္ပာယ်နှစ်မျိုးယူလို့ရတယ်အနုရူပံကာရဏံလဘိတဝသင်လျော်တဲ့အကြောင်းကိုရရှိပြီးဖြစ်လို့ဥပ္ပစ္စတိဖြစ်နေတာဖြစ်သွားတာဒီအာယုံလေးပေါ်မှာတဏှာဖြစ်သွားတာသင်လျော်တဲ့အကြောင်းနောက်တနည်းအားဖြင့်ပြောမယ်ဆိုရင်အနုရူပံကာရဏံလဘိတဝသင်လျော်တဲ့အကြောင်းရမယ်ဆိုလို့ရှိရင်ဖြစ်လာမှာဟုတ်လားဒါကြောင့်မို့လို့အနုတ္တယကိုအနာဂတ်ကိလေသာလို့ပြောတာဒီအတွေ့အကြုံလေးနောက်ထပ်ရရင်ဒီစိတ်ပဲပေါ်မှာပဲဒါပြောတာနော်မှန်ပါဗျာနှစ်သက်စရာအာယုံလေးတွေတစ်ခါမြင်ထားလို့လောဘဖြစ်ရင်နောက်တစ်ခါဒါတွေ့ရင်ဘာဖြစ်မလို့လောဘပဲလာမယ်မနှစ်သက်စရာအာယုံတွေ့လို့ဒေါသတစ်ခါဖြစ်ပြီးရင်နောက်တစ်ခါလာရင်ရောဒေါသပဲဖြစ်မှာပဲအဲ့ဒါကြောင့်မို့လို့ဒုက္ခယဝေဒနာယပဋိက္ခဏုတယောအနုသေးတိတဲ့ဒုက္ခဝေဒနာမှာဆိုလို့ရှိရင်ပဋိက္ခဏုတယဂိမ်းနေတဲ့ဟောဒုက္ခဝေဒနာနဲ့စပ်ပြီးပဋိက္ခဏုတယလာလိုက်ပြီကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုလာလိုက်တာနဲ့ဟောပဋိက္ခဏုတယလို့ဆိုတဲ့ဒေါသလေးကလာပြီပေါ့အခြေအနေတွေပေးလာပြီခုနတုန်းကဒုက္ခယဝေဒနာယကာမရာဂနုတယောအနုသေးတိဒုက္ခဝေဒနာနဲ့ကြုံလာပြီဆိုလို့ရှိရင်ကာမရာဂလာပြီတဏှာလာပြီဟောဒီလိုအနေထားလေးတွေကရှောင်လွဲလို့မတတ်နိုင်လောက်ဖြစ်နေတယ်အဲ့ဒါတွေကိုတတိမထားဘူးဝေဒနာရဲ့သဘာဝတွေကိုမစဉ်းစားနိုင်ဘူးတတိကပ်ပြီးတော့ဉာဏ်နဲ့မဆုံးဖြတ်နိုင်ဘူးဆိုလို့ရှိရင်ဒါတွေပဲထပ်တလဲလဲလာနေမှာပဲတဲ့လာနေရင်တဏှာတွေကလည်းအာတန်တဲ့တန်လာလိမ့်မယ်ပဋိက္ခဆိုတဲ့ဒေါသတွေကလည်းတန်တဲ့တန်လာလိမ့်မယ်တဲ့ဒါပြောတာအဲ့တော့တန်တရားကလှုပ်ဖို့ဆိုတာဖြစ်နိုင်မှာမလားဖြစ်နိုင်ပါဘူးဗျာဖြစ်နိုင်ဘူးဒီဝေဒနာတွေနဲ့လုံးလက်ခတ်သွားမှာပဲမှန်ပါကြည့်လေပရိစ္ဆေသမုပ္ပါဒ်မှာလည်းဝေဒနာပစ္စယတဏှာလို့ဟောထားတာနော်မှန်ပါဗျာဝေဒနာပစ္စယတဏှာလို့ဟောထားတယ်ဝေဒနာပစ္စယဒေါသောလို့တော့မဟောဘူးအဲ့ဒါလို့မဟောတာဘာဖြစ်လို့တော့ဆိုတတ္တဝါတွေမှာအဖြစ်များတာကိုကြည့်ပြောတာမရှိတာကိုပြောတာမဟုတ်ဘူးမရှိဘူးလို့ပြောတာမဟုတ်ဘူးအဖြစ်များတာကိုပြောသို့သောဝိသုဒ္ဓိမဲ့အထက်ကရာကြီးမှာတော့အဲ့ဒီနေရာလေးမှာဘာပြောတော့ဆိုဧကံဒိဋ္ဌလာမှာကတော့ဒေါသတဲ့တဏှာလာဖို့ရပိုရှိတယ်ဒုက္ခိဒုက္ခံပတ္ထယတိဆဲတဲ့လူကဘာလို့ချင်တာလဲချမ်းသာကိုလိုချင်တာဒုက္ခိဘေယောပိအစ္စတိချမ်းသာတဲ့လူကဘာလို့ချင်တာတော့ပိုးပြီးတော့ချမ်းသာတာကိုလိုချင်တယ်ဆိုဟောဆင်းရဲတဲ့လူကလည်းချမ်းသာပဲချမ်းသာပြီးသားလူကလည်းပိုချမ်းသာတာဆိုတော့ဘာတွေပဲလာနေတော့တဏှာတွေပဲလာနေတယ်လို့ပြောတာမှန်ပါဗျာရေပုံရစကားအနိဋ္ဌာယုနဲ့တွေ့ရင်တော့ပထမတော့ဒေါသလာမှာပေါ့လာပြီးတဲ့အခါနောက်ထပ်ဘာလာတော့ဆိုရင်ရင်တော့ကတွေ့ကြုံခဲ့တဲ့ဒီလိုချင်စရာအာယုံလေးကိုမမျှော်ပေဘူးလားမကောင်းတာတွေ့လို့ရှိရင်ဒါကိုမျက်နှာလွှဲပြီးကောင်းတဲ့ဘက်ကိုမျက်နှာမူချင်တာပဲလေမှန်ပါဗျာအစားထိုးချင်တာအကောင်းတဲ့ပဲအစားထိုးချင်တာအဲ့တော့ဝေဒနာပစ္စယတဏှာပဲလာမှာပေါ့မှန်ပါဗျာဒီသဘောကိုပြောတာနော်မရှိမှတ်ဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဝေဒနာနဲ့ပတ်သက်ပြီးဒါမျိုးတွေပဲဖြစ်နေမယ်တဲ့ဒါဖြင့်အဒုက္ခမဒုက္ခဆိုတာမသိဘူး
ဘုန်းကြီးတို့တွေသိဖို့အမှန်တန်ခက်တယ်ဒီကြားညက်နေတဲ့ခံစားဒါမို့အင်္ဂလိပ်လိုပြန်တဲ့အခါကျ unknown feeling သို့မဟုတ် indifferent feeling ထူးခြားမှုမရှိထူးခြားချက်ကိုမသိနိုင်တဲ့ခံစားချက်ကလေးအဲ့ဒီခံစားချက်လေးကမသိရင်သူကအဝိဇ္ဇာဖြစ်တယ်ဒါကြောင့်မို့လို့အဒုက္ခယမဒုက္ခယဝေဒနာယအဝိဇ္ဇာနုတယောအနုသေတိမသိတော့လဲလွတ်လာဆိုမလွတ်ဘူးဘာဖြစ်လဲအဝိဇ္ဇာမသိတာကြတော့အမှောင်ကလာပြီးတော့ဟောအဝိဇ္ဇာနုတယောကိန်းနေပြန်ရောဟောမသိလို့မရဘူးเนาะမသိလိုက်တာနဲ့တပြိုင်တည်းအဝိဇ္ဇာလာအဝိဇ္ဇာလည်း experience ဖြစ်သွားပြီးတော့ဘယ်တော့မှသိဖို့မရှိတော့ဘူး तू မသိတာတွေကထပ်လာမှောင်တဲ့မှောင်မှုပဲရှိတော့တာမဟုတ်လားအေးဒါကြောင့်လို့သိအောင်ကြိုးစားရမယ်လို့သူတို့ပြောတာကဲဝေဒနာ3ပါးဝေဒနာ5ပါးအဲ့ဒါလူတွေနေ့စဉ်ကြုံတွေ့နေရတဲ့ခံစားချက်လေးတွေပဲအဲ့ဒီခံစားချက်လေးတွေကိုကမ္မထာနည်းနဲ့ရှုမှတ်ရမှာကတော့မြတ်စွာဘုရားကဟောဒီမဟာသတိပဋ္ဌာန်သုံးပါဒုက္ခံဝေဒနာဝေဒယမာနောဒုက္ခံဝေဒနာဝေဒယာမိတိပါသနာတိကိုခံစားနေတဲ့ဝေဒနာကဒုက္ခဝေဒနာလို့ဆိုလို့ရှိရင်ငါဒုက္ခဝေဒနာခံစားနေတယ်လို့သိရမယ်တဲ့ဒါတတိကတ်လို့သိတယ်အသိနော်မှန်ပါဗျာတတိမထားလို့ရှိရင်ငါခံစားနေတယ်လို့မသိဘူးငါပွဲကြည့်နေတယ်ပဲသိချင်သိမယ်နော်မှန်ပါဗျာငါဘာတွေးနေတယ်ပဲသိချင်သိမယ်ဝေဒနာကိုအာယုံစိုက်မိပါမလားစိုက်မိပါဘူးဗျာမစိုက်မိဘူးကိုจิตနဲ့နေတဲ့အာယုံလေးပေါ်မှာပဲစိတ်က remain ဖြစ်နေမှာပဲမှန်ပါအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဝေဒနာဘက်ကိုဥလှည့်လိုက်တတိလေးနဲ့ဥလှည့်ကြည့်ပြီးတော့ဒုက္ခံဝေဒနာဝေရယမာနောဒုက္ခံဝေရယာမိတိဝေဒနာဝေရယာမိတိပသနာတိသိပါတဲ့အဲ့တော့သိတာကပညာရဲ့အလုပ်ပဲအဲ့ဒီခံစားနေမှုဆိုတာကိုတတိထားတာကတတိရဲ့အလုပ်ပဲခံစားမှုကိုတတိမထားလို့ရှိရင်သိမှုဆိုတာလာပါမလားမလာပါဘူးဗျာမလာဘူးအေးမြတ်စွာဘုရားကမဟာသတိပဋ္ဌာန်သုံးပါဝေဒနာကို9မျိုးခွဲတာ9မျိုးဆိုတာအခုပြောတဲ့ဒုက္ခဒုက္ခအဒုက္ခမဒုက္ခအဲ့ဒီ3မျိုးကိုမူတည်ပြီးတော့9မျိုးခွဲလိုက်တာ9မျိုးခွဲတာဘာတော့ဆိုလို့ရှိရင်ဒုက္ခကိုတာမိတာနိရာမိတာတာမိတာဆိုတာကာမဂုဏ်နဲ့ပတ်သက်တာနိရာမိတာဆိုတာကာမဂုဏ်နဲ့မပတ်သက်ဘူးဝေဒနာဆိုတာမျိုးစုံလာတယ်လေနောက်ဒုက္ခဝေဒနာလည်းပဲတာမိတာနိရာမိတာအဒုက္ခမဒုက္ခဝေဒနာကလည်းတာမိတာနိရာမိတာဟောတာမိတာနဲ့ခွဲလိုက်မှာက3မျိုးနိရာမိတာနဲ့ခွဲတာက3မျိုးတာမိတာနိရာမိတာနဲ့မတွဲဘဲနဲ့ထားတာက3မျိုးဆိုဘယ်လောက်ရှိသွားလဲ9မျိုးပါဗျာဟုတ်ကဲ့လားအဲ့ဒါမဟာသတိပဋ္ဌာန်သုံးမှာဝေဒနာကို9မျိုးခွဲပြီးတော့ရှုမှတ်ဖို့မြတ်စွာဘုရားဟောထားတာလေးပါတာမန်အားဖြင့်ကာမဂုဏ်အာယုန်ပတ်သက်မှုတွေကိုမစင်စားဘူးကိုယ်တဏ္ဍာမှာဖြစ်လာတဲ့ဒုက္ခဝေဒနာသည်ဘာနဲ့ပတ်သက်ပြီးတော့ဖြစ်တာလဲမစင်စားဘူးဒုက္ခဝေဒနာသည်ဘာနဲ့ပတ်သက်ဖြစ်တာလဲမစင်စားဘူးအဒုက္ခမဒုက္ခဝေဒနာသည်ဘာနဲ့ပတ်သက်တယ်လဲမစင်စားဘူး pure method ဝေဒနာတတ်တတ်ကိုရှုတဲ့နည်းကပထမ3မျိုးဟုတ်ကဲ့လားမှန်ပါဗျာနောက်ကြတော့အဲ့ဒါကိုထပ်ပြီးတော့ကိုယ်စိတ်ထဲမှာကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာပျော်တာမရှိနိုင်ဘူးလားရှိနိုင်ပါဗျာအဲ့ဒါရှိတယ်လို့ကာမဂုဏ်အာယုန်တွေနဲ့မဟုတ်ဘူးတရားဓမ္မနဲ့ရှုမှတ်ပြီးတော့ပျော်တာရောမရှိနိုင်ဘူးလားရှိနိုင်ပါဗျာအေးကိုယ်တဏ္ဍာမှာဖြစ်တဲ့ဒုက္ခဝေဒနာလေးဟာကာမဂုဏ်နဲ့ပတ်သက်တာဆိုလို့ရှိရင်တာမိတာဒုက္ခကာမဂုဏ်နဲ့မပတ်သက်ဘူးနိက္ခမကာမတွေနဲ့ဝေးကွာတဲ့အကျင့်တစ်ခုနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲနိရာမိတာအာမိတာနဲ့မဆိုင်ဘူးအာမိတာမရှိဘူးလို့ဒီလိုပြောတာကဲဒုက္ခဖြစ်တာလဲထို့အတူပဲဒီကာမအာယုန်တွေနဲ့ပတ်သက်လာပြီးတော့ဒုက္ခဖြစ်တယ်ဆိုလို့ရှိရင်တာမိတာကာမနဲ့မဟုတ်ဘူးဓမ္မနဲ့ပတ်သက်ပြီးတော့ဒုက္ခဝေဒနာခံစားမှုဆိုလို့ရှိရင်ဘာတော့နိရာမိတာအဒုက္ခမဒုက္ခလည်းပဲထို့တူပဲအဲ့ဒါလိုခွဲတယ်ပေါ့
ဘယ်လိုမျိုးစားပဲဖြစ်ဖြစ်ကိုယ်တဏ္ဍာမှာဒုက္ခဝေဒနာဖြစ်ရင်ဒုက္ခဝေဒနာဖြစ်နေတယ်လို့သိအောင်လုပ်ပါဒုက္ခဝေဒနာဖြစ်နေလို့ရှိရင်ဒုက္ခဝေဒနာဖြစ်နေတယ်လို့သိအောင်လုပ်ပါပစ္စုပန်အခိုက်ကလေးတွေကိုကြည့်ခိုင်းတာနော်မနေ့ကဟာကိုတွေးခိုင်းတာမဟုတ်ဘူးနောက်လာမယ့်ဟာကိုတွေးခိုင်းတာမဟုတ်ဘူးအခုဖြစ်ပြီးအခုသိတာဒီလိုဆိုတာနော်အခုဖြစ်နေတာကိုအခုနောက်ထပ်ဆက်ပြီးတော့သိတာခဏပစ္စုပန်ကတော့မဖြစ်နိုင်ဘူးခဏပစ္စုပန်ဆိုဗျိုင်းတူဖြစ်လို့မရဘူးဒီစိတ်ချင်းပတ်သက်လာလို့ရှိရင်စိတ်ဆိုတာတစ်စိတ်ပဲရှိတယ်ပေါ့ရှေ့စိတ်ကိုသာနောက်စိတ်ကသိလို့ရတယ်ဒီစိတ်ကိုဒီစိတ်နဲ့သိလို့မရဘူးဆိုတာဥပမာလေးတစ်ခုပေးထားတယ်ကိုယ်လက်ညှိုးလေးကိုထောင်လိုက်ထောင်ပြီးတော့အဲ့ဒီလက်ညှိုးထိတ်ကလေးနဲ့လက်ညှိုးထိတ်ကိုကင်လို့ရမလားမရဘူးအဲ့ဒါလိုပဲဒီစိတ်လေးကဒီစိတ်ကိုပြန်သိလို့မရဘူးတခြားစိတ်ကသိတယ်ပေါ့ဒီလိုလားဟုတ်ကဲ့ကောင်းပြီကိုယ်တဏ္ဍာမှာဖြစ်ဆဲဖြစ်တဲ့ဒုက္ခဝေဒနာလေးခံစားနေပြီဆိုဩနောက်စိတ်လေးကငါဒုက္ခဝေဒနာခံစားနေတာပါလားလို့သိလိုက်ပါဒုက္ခဝေဒနာခံစားလို့ဒုက္ခဝေဒနာဖြစ်နေပြီဆိုတဲ့အချိန်မှာဒုက္ခဝေဒနာကိုခံစားတာပါလားလို့သိအောင်ကြိုးစားလိုက်ပါအဒုက္ခမဒုက္ခဝေဒနာဒုက္ခလည်းမဟုတ်ဘူးဒုက္ခလည်းမဟုတ်ဘူးစัจ जा မထင်ရှားတဲ့ခံစားမှုရှိနေလို့ရှင်ဩမထင်ရှားတဲ့ခံစားမှုကိုငါခံစားတာပါလားလို့သိလိုက်ပါလို့ဒီလိုပြောတာအဲ့ဒါလို့သိတဲ့အခါမှာခံစားတာဘာတူလဲဆိုတာဒီမေကုံးကအဖြေထွက်နေဖို့လိုတယ်ပေါ့မှန်ပါဗျာခံစားတာဟာပုဂ္ဂိုလ်လားတတ္တဝါလားဘာတူလဲအရက်စကားအနေနဲ့တော့ပြောတော့ပေါ့ငါခံစားတယ်လို့တော့ပြောတာပေါ့သို့တော့ငါဆိုတာဘသူကိုရည်ညွှန်းတာတော့ဆိုဝေဒနာလေးကိုယ်တိုင်ကိုပဲငါလို့ပြောတာပါဝေဒနာကခံစားတာပါဟုတ်ကဲ့လားမှန်ပါဗျာဝေဒနာကလွဲပြီးတော့ခံစားသူဆိုတာရှိရလားမရှိပါဘူးဗျာမရှိဘူးတဲ့အဲ့ဒါကိုလည်းမြင်ဖို့လိုတယ်တဲ့အဲ့ဒါကိုလည်းမြင်ဝေဒနာလေးဖြစ်တာကိုပဲဝေဒနာခံစားတယ်လို့ပြောတာတဲ့မြတ်စွာဘုရားတရားတော်အလုံးမတန်မှသိမ်မွေ့တယ်ဒါကြောင့်မို့လို့တတိကြီးစွာအသိဉာဏ်ကြီးကြီးနဲ့ရှုနိုင်မှဒီတရားရဲ့သဘောတွေကိုထင်ရှားပေါ်လာနိုင်တယ်ပေါ့သို့တော့တန်ဒိဋ္ဌိကောလို့ဆိုတဲ့အတိုင်းလူတိုင်းဟာကိုယ်တိုင်သိနိုင်တဲ့တရားတွေကြီးပဲအကုန်လုံးတာမန်နဲ့တော့မသိဘူးပေါ့လေ့ကျင့်အေးကောင်းပြီဘယ်သူခံစားတာလဲဆိုရင်ဝေဒနာခံစားတာဘယ်သူရဲ့ဝေဒနာလဲလို့ဆိုရင်သဘာဝတရားတွေပဲဘယ်သူရဲ့လို့ပုဂ္ဂိုလ်တ attva ရှိတာမဟုတ်ဘူးဝေဒနာတွေပဲလင်းခံစားတယ်ဘာကြောင့်ခံစားတာလဲဆိုဟောအာယုန်နဲ့ဝတ္ထုစုံလို့ခံစားတာဒါပဲအဲ့ဒီသဘာဝလေးတွေကိုရှင်းရှင်းလင်းလင်းမြင်ဖို့ရအတွက်မြတ်စွာဘုရားဝေဒနာနုပဒနာဆိုတာကိုဟောတာတဲ့ဘယ်ရာပဲဖြစ်ဖြစ်ဝိတ္တုရိမတ်မှာဆိုထားတဲ့အတိုင်းကမ္မတ္တကာရကောဏတ္ထိအလုတ်တစ်ခုဖြစ်ပေါ်လာတယ်ဆိုရင်အဲ့ဒီအလုတ်ကိုလှုပ်တဲ့လူရှိလားဆိုလှုပ်တဲ့လူမရှိဘူးဆိုပါစို့ကမ္မတ္တကာရကောဏတ္ထိကမ္မတ္တခံစားခြင်းဆိုတဲ့အမှုကာရကောပြုတတ်တဲ့ပုဂ္ဂိုလ်တ attva ဆိုတာမရှိဘူးတဲ့ခံစားခြင်းဆိုတဲ့ဒီကိစ္စဘယ်သူလှုပ်တာတော့လို့မေးလို့ရှိရင်ခံစားခြင်းကိစ္စကိုပြုလုပ်တဲ့ပုဂ္ဂိုလ်တ attva ဆိုတာမရှိဘူးဟုတ်ကဲ့လားဝိပါကတ္တသဝေဒကောကံတရားကိုလှုပ်တဲ့ပုဂ္ဂိုလ်မရှိသလိုထိုကံတရားရဲ့အကျိုးကိုခံစားတဲ့လူရောရှိသလားလို့ဆိုမရှိဘူးတဲ့ကံကိုလှုပ်တာကဘယ်သူကလှုပ်တယ်လဲဒီကံရဲ့အကျိုးကိုခံစားသူကဘယ်သူလဲလို့ဆိုရင်ပုဂ္ဂိုလ်တ attva မရှိဘူးတဲ့ကိုမြင်ရမှာဘာတော့ဆိုသုဒ္ဓဓမ္မာပဝတ္တန္တိသဘာဝတရားတသက်တည်ဖြစ်နေတာအကြောင်းတရားပေါ်လာတာကိုပဲကံကိုပြုလုပ်တယ်လို့ပြောတာတဲ့အကြောင်းတရားတွေပေါ်လာတာကိုပဲအကျိုးတရားတွေပေါ်လာတာကိုပဲအကျိုးကိုခံစားတယ်လို့ပြောတာဆိုလိုတာကအကြောင်းတရားနဲ့အကျိုးတရားပဲရှိတယ်အကြောင်းကြောင့်အကျိုးဖြစ်တာပဲရှိတယ်ပေါ့သုဒ္ဓဓမ္မပဝတ္တန္တိတကယ်ကိုသဘာဝတရားတက်တက်မြတာဖြစ်တယ်ပုဂ္ဂိုလ်တ attva နဲ့မဆက်ဆက်ပဲနဲ့သဘာဝတရားတက်တက်တာဖြစ်လာတာဖြစ်တယ်ဧဝေတံသမ္မဒတနာဓမ္မဘုရားဘာသာရဲ့မှန်ကန်တဲ့အယူမှန်ကန်တဲ့အမြင်သမ္မာဒတနာလို့ခေါ်တယ်မှန်ကန်တဲ့အမြင်ဖြစ်တယ်တဲ့နော်အေဒီမှာလည်းပဲအခုကြည့်
ဘယ်သူခံစားရလဲဆိုဝေဒနာခံစားတာဝေဒနာခံစားတယ်ဆိုတော့ဝေဒနာရဲ့ဖြစ်လာမှုပဲဒီသဘာဝတရားလေးပေါ်လာတာအကြောင်းပဲပေါ်လာလားဆိုမဟုတ်ဘူးဝတ္ထုအာယုံဆုံးလို့ပေါ်တာဟောဒီလိုလေးအမြင်လေးတွေကိုမြင်ဖို့ရအတွက်ဝေဒနာနုပတနာဆိုတဲ့ကမ္မထံကိုမြတ်စွာဘုရားဟောတာပါတဲ့ဝေဒနာအမတ္တမအရေးကြီးတယ်ဘာဖြစ်လို့အရေးကြီးဝေဒနာကဘယ်ကိုဆောင်းသွားတုံဆိုတဏှာကိုဆောင်းသွားတယ်မဟုတ်လားအေးတဏှာပဲရောက်သွားလို့ရှိရင်တဏှာကဘာထုတ်လုပ်တာတုံးလို့မေးရင်တဏှာစီဒုက္ခသမုဒယောပဲဟုတ်ကဲ့လားတဏှာစီဒုက္ခကိုဖြစ်စေတာဒါကြောင့်မို့လို့ဒီဒုက္ခကိုအဆုံးသတ်ခြင်းပြီဆိုလို့ရှိရင်ဒီတဏှာမလာမှဖြစ်တော့မှာပေါ့တဏှာလာနေရင်ဒုက္ခတွေလာအောင်မှာပဲအေးဒါကြောင့်မို့လို့ဒီဝေဒနာရဲ့သဘာဝလေးကိုသိအောင်မြတ်စွာဘုရားကခံစားနေတဲ့အချိန်တိုင်းမှာဒါဒုက္ခဝေဒနာကိုခံစားတယ်ဒုက္ခဝေဒနာကိုခံစားတယ်ဆိုလိုတာကဒုက္ခဝေဒနာဖြစ်နေတယ်လို့သိခိုင်းတာပါခံစားတယ်ဆိုတာဒုက္ခဝေဒနာဖြစ်နေရင်ဖြစ်နေတယ်သိပါဒုက္ခဝေဒနာဖြစ်ရင်ဖြစ်တယ်လို့သိပါအဒုက္ခမဒုက္ခဝေဒနာဖြစ်ရင်ဖြစ်တယ်လို့သိပါတဲ့အဲ့ဒါလို့သိပြီးတဲ့အခါမှာရှေ့တဆင့်တက်ရမှာဘာတော့ဆိုအစ္ဆတံဝါဝေဒနာတုဝေဒနာနုပတ္တိဝေဒတိဘိဓာဝါဝေဒနာတုဝေဒနာနုပတ္တိလို့မြတ်စွာဘုရားအစ္ဆတဗိဓာနဲ့ခွဲတယ်ဘုန်းကြီးတို့မနေ့တုန်းကကာယ ानु ဝဒနာနဲ့ပတ်သက်ပြီးအစ္ဆတဗိဓာကိုတစ်မျိုးဒါရွတ်တက်ထင်မြင်ချက်ပေးတာပြောတာစာလာပေးလားမဟုတ်ဘူးမှတ်ချင်မှမှတ်နော်စာစကားပေးစကားနဲ့ညီတာကဒါအဓိကကြတယ်နော်အခုဒီနေရာမှာအစ္ဆတဗိဓာဆိုတာကြည့်ဝေဒနာဆိုတာဘု து ဝေဒနာပဲဖြစ်ဖြစ်ကိုယ်ဝေဒနာလည်းဒါပဲမဟုတ်လားသူများတဏ္ဍာမှာဖြစ်တဲ့ဝေဒနာရောဒါပဲဝေဒနာဆိုတာတူတူပဲအဲ့ဒါလို့ကိုယ်တဏ္ဍာသူတဏ္ဍာဘု து တဏ္ဍာမှာဖြစ်တဲ့ဝေဒနာပဲဖြစ်ဖြစ်ဝေဒနာပဲဆိုတဲ့အမြင်ကိုမြင်ဖို့မြတ်စွာဘုရားဒါဟောတယ်ဟောပြီးရင်ဝိပဿနာဉာဏ်စဉ်တက်လာတဲ့အခါကျဘာဖြစ်လဲသမုဒယဓမ္မာနုပတ္တိဝါဝေဒနာတုဝိဟရတိဝေဒနာဟာသူ့အတူဖြစ်တာမဟုတ်ဘူးဆိုင်ရာအကြောင်းတရားကြောင့်ဖြစ်တယ်ဒါကအထက်ကရာရဲ့အလုံးနောက်ဖြစ်နိုင်တာကဝေဒနာသမုဒယဓမ္မဆိုတာဝေဒနာလေးဟာဖြစ်ပေါ်လာတဲ့သဘောရှိတယ်ဆိုတာကဝေဒနာရဲ့ဖြစ်မှုကိုမြင်တယ်ပေါ့ဒါဝိပဿနာဖြစ်တာကိုလည်းမြင်တယ်ဝေယဓမ္မနုပတ္တိဝါဝေဒနာဟာပြတ်သွားတာကိုလည်းမြင်တယ်ပြတ်တဲ့သဘောရှိတယ်ဆိုတာကိုလည်းမြင်တယ်သမုဒယဓမ္မသမုဒယဝေယဓမ္မနုပတ္တိဝါအဖြစ်အပျက်နှမျိုးလုံးသဘောရှိတယ်ဆိုတာကိုလည်းပဲရှုမြင်သုံးသပ်ရမယ်လို့ဒီလိုဆိုလို့ဒါကဉာဏ်စဉ်ထက်လာလို့ရှိရင်တမာရီဆောင်ရတွေကောင်းပြီးတော့ဉာဏ်တွေထက်လာပြီဆိုရင်ဒါမြင်လာမှာပဲဒီတိုင်းကြည့်လေဘုန်းကြီးတို့တွေအရာဝတ္ထုတစ်ခုကိုတည်တည်ချာချာစစ်ဆေးတဲ့အခါဆိုပါစို့ပကံလေးတစ်လုံးဆိုပါပကံလေးတစ်လုံးကိုတည်တည်ချာချာတာမန်ကြည့်လိုက်လို့ရှိရင်အော်ဒါပကံလေးတစ်လုံးပဲလို့ကြည့်တန်းတသေးချာစစ်ပြီးတော့အထက်အောက်လှန်လော့ပြီးကြည့်မယ်ဆိုရင်ဘယ်နားမှာအပဲ့လေးရှိတယ်ဘယ်နားမှာအရွယ်လေးရှိတယ်စသဖြင့်မသိနိုင်ပေဘူးလားသိနိုင်ပါဘူးဘယ်နေရာလေးကကလေးရှိတယ်ဘယ်နေရာလေးကအစင်းကြောင်းရှိတယ်ဆိုတာအသေးစိတ်မသိဘူးလားသိပါဘူးအေး scrutinizeအသေးစိတ်ကြည့်လိုက်တဲ့အခါကျတော့ကိုမြင်လာတယ်ခုလည်းအသေးစိတ်ကြည့်တဲ့အခါကျတော့မြင်လာတဲ့သဘောလေးတွေပဲဝေဒနာဖြစ်သွားတာလည်းမြင်လိုက်တယ်ပြတ်သွားတာလည်းမြင်တယ်ဖြစ်တာပြတ်တာနှစ်ခုစလုံးမြင်တယ်ဟောအဲ့ဒါလို့မြင်လာပြီဆိုတဲ့အခါမှာကိုယ့်ရဲ့တတိတရားလေးဟာဘယ်ပေါ်မှာပဲကတ်နေတုံးဘယ်ပေါ်မှာပဲယက်တည်နေတုံးဆိုဝေဒနာရှိတယ်ဆိုတာလေးပေါ်မှာယက်တည်နေတယ်ရှိနေတဲ့ဝေဒနာလေးပေါ်မှာပဲယက်တည်နေတယ်ဝေဒနာကနေပြီးတတိဟာခွာမသွားဘူးဝေဒနာကအာယုံတတိကအာယုံပြုတဲ့စိတ်ပေါ့နော်အဲ့ဒီတတိလေးဟာဝေဒနာဆိုတဲ့အာယုံမောကခွာမသွားဘူးတဲ့အဲ့ဒီလိုခွာမသွားတာဟာသူကတွေ့တာလားလို့ဆိုမဟုတ်ဘူးဝေဒနာရဲ့သဘောတွေကိုသိရှိနေဖို့အတွက်ဉာဏ်ဖြစ်ဖို့ ਨੇ အမြဲတမ်းတတိထားနေဖို့ထပ်ဆင့်ပြီးတော့တတိတွေလာနေဖို့တတိထားဖို့ရာအတွက်ဝေဒနာရှိတယ်ဆိုတာမှတ်သားနေတယ်လို့ဒီလိုပြောတာเนาะမှန်ပါဗျာအေးဝေဒနာနဲ့ပတ်သက်ပြီးတော့အနိတိတောစဝိဟရတိတဲ့တဏှာဆိုတဲ့အတွေးလည်းမလာတော့ဘူးမှားယွင်းတဲ့အမြင်တွေငါဆိုတာလည်းမလာတော့ဘူး
အဲ့ဒီမှားတဲ့အတွေးတွေလည်းမလာဘူးတွေ့တာတဲ့လိုချင်တဲ့အတွေးတွေလည်းမလာတော့ဘူးတဲ့လုံးဝတဏှာနဲ့ဒိဋ္ဌိကနေပြီးလွတ်သွားတယ်နသလောကိကိဉ္စီဥပါတိယတိဝေဒနာနုပဒနာကိုရှုလိုက်တဲ့အခါကျတော့ဝေဒနာပေါ်မှာအခုလို့ရှုရင်းနဲ့နောက်ဆုံးဟာလောကကြီးတစ်ခုလုံးပေါ်မှာသို့မဟုတ်လောကဆိုတဲ့ဝေဒနာဆိုတဲ့လောကအပေါ်မှာဆွဲလန်းတယ်ဆိုတဲ့အရာတစ်ခုမှမရှိဘူးဥပါဒဏ်တွေလုံးဝကျွတ်လွတ်သွားတယ်လို့ဒါပြောတာเนาะဆွဲလန်းနေတဲ့အတွေးတွေအစိတ်တွေတွေ့တာမှုတွေမှားယွင်းမှုတွေဒါတွေဟာအားလုံးလောကကြီးမှာဘာမှမဖြစ်တော့ဘူးဆိုရင်ဩစိတ်လေးရကျွတ်လွတ်သွားတာပဲမဟုတ်လားမှန်ပါဗျာဥပါဒဏ်တွေမရှိတော့ဘူးဆိုရင်အစွဲကင်းပြတ်အငြိမ့်တတ်ဆိုတာမတွေ့နိုင်ပေဘူးလားတွေ့နိုင်ပါဗျာအေးဥပါဒဏ်မရှိတော့ဘူးဆိုရင်ဒါအနုပါဒဝိမောက္ခလို့ခေါ်တာပဲအနုပါဒဆိုတာဘာကိုမှမစွဲတော့ဘူးဘယ်ကိုမှမစွဲတော့ဘဲနဲ့ဝိမောက္ခကိုယ်စိတ်လေးကလွတ်သွားပြီတဲ့တဏှာဆိုတဲ့အတွေ့အတာတွေလည်းလွတ်သွားတယ်မှားယွင်းတဲ့အမြင်ဆိုတာတွေလည်းလုံးဝလွတ်သွားတယ်အဲ့ဒီလွတ်သွားတဲ့စိတ်ကလေးဟာအမတ္တမတ္တမို့ရှိတဲ့စိတ်ကလေးတဲ့အဲ့ဒီလိုလွတ်သွားအောင်ဘယ်သူနဲ့စွမ်းဆောင်ရမလဲဆိုဝေဒနာဆိုတဲ့အာယုံပေါ်မှာကိုယ်စိတ်လေးကိုလေ့ကျင့်ပါလို့ပြောတာဗျာမှန်ပါဗျာတတိပဋ္ဌာန်တရားမှာဝေဒနာပေါ်မှာတတိကပ်ပြီးတော့ဉာဏ်ဉာဏ်သွေးတွေထက်လာအောင်လေ့ကျင့်ပေးခြင်းကိုပဲဝေဒနာနုပဒနာတတိပဋ္ဌာန်လို့ခေါ်ပါတယ်ဒီဝေဒနာကမ္မထာနဲ့ပတ်သက်ပြီးတော့သစ္စကသုတ်တံမှာလည်းမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့ဒီမှာဝေဒနာဆိုတာတစ်ခုပြီးမှသာတစ်ခုဖြစ်လို့ရတယ်ဒုက္ခဖြစ်နေတဲ့အချိန်မှာဒုက္ခဖြစ်ပါမလားဖြစ်ပါဘူးမဖြစ်ဘူးဒုက္ခဖြစ်တဲ့အချိန်ရောဒုက္ခဖြစ်ပါမလားဖြစ်ပါဘူးဗျာအေးဒုက္ခကြီးဖြစ်နေတာလည်းမရှိဘူးဒုက္ခကြီးဖြစ်နေတာလည်းမရှိဘူးဆိုင်ရာအကြောင်းတွေကြောင့်မို့လို့ဖြစ်ရတာဖြစ်တော့ကြောင့်သူတို့ဟာသင်္ခတတဲ့တပ်ပစ္စယတဲ့အကြောင်းတရားတွေကဖန်တီးထားတဲ့အရာသာဖြစ်တယ်ဝေဒနာဆိုတာအကြောင်းတရားတွေကလှုပ်ထားတဲ့အရာပဲဖြစ်တယ်ပဋိစ္စသမုပ္ပန္နဆိုင်ရာအကြောင်းကိုမှီပြီးတော့ဖြစ်ပေါ်လာတဲ့အရာသာဖြစ်တယ်ဆိုင်ရာအကြောင်းကိုမှီပြီးတော့ဖြစ်တဲ့အရာမှန်သမျှခရဓမ္မကုံသွားတဲ့သဘောဝရဓမ္မပြတ်သွားတဲ့သဘောဒါတွေရောမရှိဘူးလားရှိပါဘူးဗျာအေးဘယ်အရာမှမမြဲဘူးဆိုတဲ့သဘောကိုအားလုံးမြင်လာလို့ရှင်ဝိပဿနာဉာဏ်စဉ်တက်ပြီးတော့အတွေ့အတာတွေအားလုံးကင်းပြတ်ပြီးတော့စိတ်ကလေးဟာလုံးဝလွတ်မြောက်သွားနိုင်ပါတယ်တဲ့ဒါကြောင့်မို့လို့ဘုရားမြတ်စွာရဲ့မဟာတတိပဋ္ဌာနာသုတ်မှာဒီဝေဒနာ6မျိုးနဲ့6မျိုးခွဲခြားတော်လည်းပဲဝေဒနာနုပဒနာဝေဒနာကမ္မထာတစ်ခုအနေနဲ့ပဲယူပြီးတော့ဟောတာဖြစ်ပါတယ်ဒါကြောင့်မို့လို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့သည်မိမိတို့နေစဉ်နဲ့အမျှမိမိတို့စိတ်ထဲမှာအတွေ့အကြုံရှိနေကြတဲ့ဒီဒုက္ခဝေဒနာပဲဖြစ်စေဒုက္ခဝေဒနာပဲဖြစ်စေမြင်သိခက်ခဲတဲ့အဒုက္ခမဒုက္ခဝေဒနာပဲဖြစ်စေအဲ့ဒီဝေဒနာတွေနဲ့ပတ်သက်ပြီးတတိကြီးစွာထားပြီးတော့ဉာဏ်ဉာဏ်သေးထက်မြက်အောင်လေ့ကျင့်ကြမယ်ဆိုရင်မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့အတိုင်းနောက်ဆုံးဟာအနုပါဒဝိမောက္ခအတွေ့အတာကင်းပြတ်တဲ့အငြိမ့်တတ်ဆိုတဲ့လွတ်မြောက်မှုကိုယ်စီကိုယ်ငါမျက်မှောက်ပြုကြမှာဖြစ်တယ်လို့ယုံကြည်ပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာငြိယံကွာချမ်းသာကြပါစေတတ္တဝါများစွာငြိယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတာအစရာမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကို
ပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရဂုံသောကြောင့်ဝိသတဝေပူဇာညစ်နောက်ကိလေသာအစိတ်အတောက်ဟူသမျှတို့သည်သမုဒ္ဒပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောက်ပေမရောက်အောင်ပယ်ဖြောက်အပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောဒေတိဘဝံကိလေသာဟုပုခတ်သိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝင်ညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း